ကျုပ်ကမန်းပုံရဲ့ဒဏ္ဍာရီလာဘိုးဘေးကြီးဖြစ်ပေမဲ့လူသားရောက်ဆောင်ပြီးမိနဲ့ရေးရဌာနမှာနှစ်ပေါင်း300တောင်အလုပ်လုပ်ခဲ့တယ်ကျုပ်ရဲ့နေ့စဉ်အလုပ်ကလုပ်ဖော်ကိုင်ဖက်တွေကိုစာရွက်စာတမ်းကိစ္စကူညီပေးတာနဲ့နေ့လယ်စာလက်ဖက်ရီမှာပေးတာပါပဲအားလုံးကကျုပ်ကိုတက်တန်းနေနေဖို့ရှိတဲ့တာမန်လူသားတယောက်ပဲလို့ထင်နေကြတယ်ရောက်လာတဲ့ငကားသခင်လေးကစိတ်ကြီးပြီးဘယ်သူမှသူ့ကိုမဝန့်ရဲကြဘူးတနေ့တော့သူရန်ဖြစ်ပြီးလမ်းတစ်ဝက်ကိုဖျက်ဆီးပစ်လိုက်တယ်ဒါကြောင့်မိနဲ့ရေးရဌာနကသူ့ကိုဝရမ်းထုတ်လိုက်တယ်သူတန်ရာတွေနဲ့ကျုပ်စီထွက်ပြေးလာတယ်ပြီးတော့ကျုပ်ကိုကျန်းတန်းစွာမိတ်ပေးတယ်ငါ့ကိုခွက်ထားပေးစမ်းမဟုတ်ရင်နင့်ကိုစားပစ်မယ်တဲ့ကျုပ်ကသူ့ကိုရေတစ်ခွက်ငိမ့်သက်စွာငှက်ပေးလိုက်တယ်အဲ့ဒီနောက်ဌာနမှူးကိုယ်တိုင်ဖွဲ့ကိုဥဆောင်ပြီးကျုပ်ရဲ့အိမ်ရှိတကားကိုကန်ဖွင့်လိုက်တယ်ဌာနရဲ့အကောင်းဆုံးအေဂျင့်တွေကကျုပ်အိမ်ကိုဝိုင်းထားလိုက်ကြတယ်ကျုပ်လူတွေရှေ့မှာတပြင်းချလိုက်တယ်ငကားသခင်လေးကိုဆွဲကင်ပြီးညှောက်လိုက်တယ်ဘသူကငါသားကိုလာထိဝင်လဲဆိုတာကြည့်ချင်တယ်အဲ့ဒီလိုပြောလိုက်တဲ့ခါမှာဖုံမှုကြွေကြတန်အောင်ကြားရလောက်အောင်တိတ်ဆိတ်သွားတယ်ဌာနမှူးလူရကရက်ဆက်ပြီးပလိုက်မှုမရှိလို့နမေကြီးတဲ့ရွှေကြီးကန်းအမျိုးနွယ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်ကသူ့မျက်နှာပေးကိုမြင်ရတာတန်ဖိုးဖြစ်မရပါဘူးသူ့နောက်ကထိတ်တန်းအေဂျင့်တိုင်းကကိုပိုင်စွာကြီးရဲ့နှဆိုးတွေကြီးပဲအခုတော့သူတို့အားလုံးရုပ်တုတွေလိုတောင့်သွားကြပြီသူတို့ရဲ့တောက်ပံနေတဲ့လက်နက်တွေကလည်းတိုက်ခိုက်ဖို့ပြင်ထားတဲ့အနေထားတိုင်တောင့်ရုံပဲသူတို့ကတောင့်တင်းပြီးရဲစရာကောင်းနေတယ် AIU ကိုလေဘင်းနောက်ကနေဆွဲကင်ထားတာကြောင့်သူအရန်တွေဝေသွားတယ်မင်းခုနကဘာပြောလိုက်တာလဲအာရယာရဲ့အတန်ကအကွဲပြီးတုံကြီးနေတယ်သူတောင်တီးမထားမိလိုက်ပဲတကားဝမှာရက်နေတဲ့လော်ယူစီကိုသူ့ကိုကြော်ပြီးလန့်ကြည့်လိုက်တယ်ဒါလိုက်တာလောခင်များဖြက်စီးလိုက်တဲ့တကားဘိုးပေးဖို့မမင်းနဲ့ဘူးလက်ဖက်ရည်တဲ့တကြားထည့်မေးတယ်လို့မျိုးကျွန်တော်တန်ကအေးဆက်နေတယ်လီယာကလှုပ်ထုံးလုံးနေဒါမှမဟုတ်တာဝန်ထမ်းဆောင်မှုကိုနောက်ဆက်မှုအကြောင်းတရားဝင်ကြောင်းပြချက်တစ်ခုခုပေးခြင်းတယ်လို့သူ့နှုတ်ခမ်းတွေကိုလှုပ်ရှားနေတယ်ဒါပေမဲ့ကျွန်တော်ကြည့်အောင်မှာသူတခုမှမပြောထွက်တော့ဘူးအဲ့ဒီဗျာတရားကသူ့ရဲ့သွေးထဲကနေထွက်ပေါ်လာတာဖြစ်ပြီးသူ့ဘာသာသူမထိန်ချုံနိုင်ဘူးသူလုံးနိုင်တာကတောင်းတောင်ကြီးခေါင်းကြီးပြဖို့ပါပဲပြီးတော့ကျွန်တော်သားကစဉ်းစားဆင်ခြင်စရာမရှိတယ်လုပ်ခဲ့တယ်ဒုက္ခပေးမိလို့တောင်းပန်ပါတယ်ဒါပေမဲ့တယောက်ယောက်ကသူ့ကိုထောင်ချောက်ဆင်ပြီးအတိစိတ်လွတ်သွားအောင်လုပ်ခဲ့တာပါတကယ်ပါတွေဖြစ်ခဲ့လဲဆိုတာစုံစမ်းစစ်ဆေးပါဘသူပဲတောင်းရှိရှိတောင်းခံရမယ်ခုတော့ခင်ဗျားတို့လူတွေကိုခေါ်ပြီးကျုပ်အိမ်ကနေထွက်သွားတော့အဲ့ဒီလိုပြောပြီးသူတို့ကိုလစ်လျူရှုကမောက်မားနေတဲ့အိုရီကိုမနာလိုတဲ့ကြောင်ပေါက်စလေးလိုဆွဲချလိုက်တယ်ကျွန်တော်လှည့်ပြီးနောက်ခန်းထဲကိုဝင်သွားတယ်အချိန်ကြာကြီးကြာမှလူကြီးကထူးဆန်းတဲ့အမိန့်တစ်ခုပေးတယ်မင်းတို့နောက်ဆုံးမယ်ဆိုရင်ခြေတံပြောင်းပြေးထွက်သွားပြီးခါချင်းမှပဲပျောက်ကွယ်သွားတယ်အိုကြီးကိုဆိုဖာပေါ်ပြစ်တင်လိုက်တော့သူရိုင်နဲ့သွားပြီးမှထိုင်လိုက်တယ်ဒီရင်ဆိုင်မှုကသူ့ရဲ့တန်ရာတွေကိုပုံနာချင်းစီပုံရပေမဲ့အဲ့ဒါကိုဘျူးမဆိုင်ပဲရုပ်တရက်မောကြည့်လာတယ်သူ့မျက်လုံးတွေထဲမှာအန်တာထိတ်လိုက်နေတာတွေပြည့်နေတယ်ငါ့ကိုဘလို့လှုပ်လိုက်တာလဲဘာလို့ငါ့ကိုငါမလှုပ်ရှားနိုင်တာလဲမင်းကလူသားမဟုတ်ဘူးမင်းကဘသူလဲဟဲ့လို့သူ့ရွယ်နဲ့မလိုက်အောင်တန်းလိုက်မေးခွန်းတွေမေးလာတယ်ငါဘာမှပြန်မပြောဘူးမိဖို့ခန်းထဲဝင်သွားပြီးရေခဲတစ်တာတွေကနို့ကိုယူလိုက်တယ်နားတိုက်ခန်းကအိတ်ခန်းတစ်ခန်းနဲ့အိတ်ခန်းတစ်ခန်းပါတယ်တေးသေးလေးပါဆိုဖာပေါ်ကနေသူ့လုံးသမျှကိုအကုန်တေးတေးချာချာမြင်နေရတယ်သူ့ရဲ့ငကားပါဝါတွေကထွက်လာပြီးငါ့ကိုဖိနှိပ်ဖို့စူးစမ်းနေတယ်ဒါပေမဲ့ငါအတွက်တော့ကြောင်ပေါက်စလေးလက်တီထုတ်ပြနေတယ်လို့ပဲဘာမှအနေရမရှိဘူးခွက်တစ်ခွက်ယူပြီးနို့နှင်းလေးကိုသူ့ရှေ့မှာချပေးလိုက်တယ်တောက်လိုက်အိုကြီးကစိတ်ခတ်ထားတဲ့ဒိုင်နှုတ်ခွက်ကိုတန်တဝင်းစွာစိုက်ကြည့်နေတယ်။သွားတွေကိုကြိတ်ပြီးတေးသွားရင်တတော့အရှော့မပေးဘူးဆိုတဲ့ပုံစံဖြစ်နေတယ်။မင်းကငါ့ကိုအမိန့်ပေးလို့မရဘူး။ငါတော့တလည်းမထွက်အရင်လည်းမလို့ပဲသူ့ကိုငြိမ်ငြိမ်လေးကြည့်နေလိုက်တယ်။စက္ကန့်တွေတစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်လုံးသွားပြီးသူ့ရဲ့တင်းမာနေတဲ့ခန္ဓာကိုယ်ကဖြည်းဖြည်းချင်းကြောကျသွားတယ်။သူ့ရဲ့ရွှေရောင်မဆင်းနေတဲ့မျက်ဝန်းတွေကရန်လိုမှုတွေကရှုပ်ထွေးတဲ့အရေးအယောင်တစ်ခုအဖြစ်ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။နာကျင်မှုဝေခွဲမရဖြစ်မှုနောက်ပြီးသူ့ဘာသာသူမတတိထားမိလိုက်တဲ့အမိအခိုပြုခြင်းစိတ်တစ်ခုတောင်ပါနေတယ်။ဒါကကျုပ်တို့ရဲ့သွေးဆက်ဆက်နွယ်မှုရဲ့ပဲ့တင်တန်ဖြစ်ပြီးသူ့ရဲ့ဝိညာဉ်ထဲမှာထွင်းထူထားတဲ့အမှတ်တိုင်တစ်ခုပဲ။သူအဲ့ဒါကိုမလွတ်မြောက်နိုင်ဘူး။နောက်ဆုံးမှာတော့သူလက်လန်းပြီးတုံရင်နေတဲ့လက်တွေနဲ့နှုတ်ကိုယူလိုက်တယ်။ကြောက်ရွံ့နေတဲ့တိရစ္ဆာန်ငယ်လေးလိုပဲသူအဲ့ဒါကိုအငုံငယ်လေးတွေနဲ့တောက်တယ်။ကျွန်တော်ဘာမှမပြောဘဲဆေးဘီတို့ကိုရှာဖို့လှည့်လိုက်တယ်။အဲ့ဒီဆေးကရုံးခန်းကနေရလာတာဖြစ်ပြီးဘီလူတွေရဲ့ဒဏ်ရာတွေအတွက်အန်တာစရာကောင်းလောက်အောင်တက်ရောက်မှုရှိတယ်။သူ့ဒဏ်ရာတွေကပြင်းထန်ပြီးအေးဆက်ပြီးရက်ဆက်တဲ့ဘီလူစွမ်းအကြောင်းဖြစ်တာပါ။အဲ့ဒါကလည်းအသားကိုစားတတ်တဲ့တတိရှိတယ်။တာမန်ကုသတဲ့မနန်တွေကအလကားပါပဲ။ဒီလိုလုပ်တဲ့သူကသူ့ကိုတေးစေချင်တာပါ။ကျွန်တော်လိမ့်စေးချို့ကိုထုတ်ပြီးရှောက်သွားလိုက်တယ်။သူ့စီကိုပေါ့မင်းရဲ့အင်ဂျီကိုချွတ်လိုက်ပါ။အိုယာကနှုတ်တောက်လို့ပြီးသွားကသူ့နှုတ်ခမ်းသားမှာအဖြူရောင်ကွင်းတစ်ခုကျန်နေခဲ့တယ်။ကျွန်တော်ကိုကြားလိုက်ရတဲ့အခါသူ့ခန္ဓာကိုယ်ကချက်ချင်းတောက်သွားတယ်။သူ့နားရက်တွေတိတာစွာညီရဲလာပြီးခေါင်းကိုရင်းမြန်စွာမော့လိုက်တယ်။မင်းတန်ရာတွေအတွက်ဒီလိမ့်စေးကိုကင်ထားတာပါ။သူနောက်ဆုံးတော့နားလေသွားပြီးမျက်နှာကဖြူလျော့သွားကရှက်ရနေတဲ့ပုံပေါ်လာတယ်။နောက်ဆုံးတော့သူမချစ်မရဲနဲ့သူ့ရဲ့စုပ်ပြဲနေတဲ့အင်ဂျီကိုချွတ်လိုက်တယ်။ကျွန်မလက်ဆန့်ထုတ်လိုက်ပြီးလက်ဖြားမှာအလင်းရောင်စူးစီးကသူ့ရဲ့ဒဏ်ရာတစ်ခုကိုဖိုးဖိုးလေးထိကင်လိုက်တယ်။မင်းနဲ့တက်ဆွမ်းအင်ကတဘာဝရန်သူနဲ့ဆုံလိုက်ရတယ်လို့စူးစူးဝါးဝါအောင်မိလိုက်ပြီးချက်ချင်းပြောက်ွယ်သွားတယ်။အာလျာကနာကျင်မှုကြောင့်တင်းမာသွားပြီးတိုးတိုးလေးကြီးလိုက်တယ်။အရန်ကြီးကက်နေတော့သူ့စီကလေလိုလိုငကားရနဲ့တင်းတင်းလေးကိုကျွန်မရနေတယ်။သူ့ကိုချထားတဲ့ကျမရဲ့မျက်တောင်တွေနဲ့ပုံမှန်မဟုတ်ပဲတင်းငိမ့်နေရဲ့မျက်နှာထားကိုသူမြင်နေရတယ်။ရှင်ကတကယ်ကျမရဲ့အမိလား။သူနောက်ဆုံးတော့အရေးကြီးဆုံးမေးခွန်းကိုမေးလာတယ်။ကျမလက်ကတန့်သွားပြီးသူ့ရဲ့တန်တရားဝင်နေတဲ့မျက်လုံးတွေကိုမောကြည့်လိုက်တယ်။သူ့ကိုအတိအကျမပြောဘဲဟုတ်တယ်လို့မဟုတ်တယ်လို့နဲ့ရေရာရာမရှိတဲ့အဖြေကိုပေးလိုက်တယ်။ဒဏ်ရာတွေတက်တာသွားရင်အကုန်လုံးပြောပြမယ်။ကျမစီဘူးကိုတင်လိုက်ပြီးအိတ်ခမ်းတစ်ခမ်းထဲရှိတဲ့ဘက်ကိုညွှန်ပြလိုက်တယ်။ကဲအဲ့ဒီအခန်းထဲမှာသွားရတော့လို့သူကအလိုလိုတိနေတယ်လို့မေးလာတယ်။ဒါဆိုခင်ဗျားကတော့ဘယ်မှာအိတ်မှာလဲ။ဆိုဖာပေါ်မှာပေါ့။သူပါစားဟလိုက်ပေမဲ့ပြောချင်တာတွေကိုမျိုးချလိုက်ပြီးကျမရဲ့အိတ်ခမ်းထဲကိုတိတ်တဆိတ်လျှောက်သွားတယ်။အိုယာကတရက်နဲ့တညအိတ်ပျော်သွားတယ်။သူ့ဒဏ်ရာတွေကပြင်းထန်ပြီးအတင်းဆက်ပြေးခဲ့ရတာလေ။စောင်းကြုံပေးလိုက်ပြီးချင်းမှတင်သူအကုန်ဆုံးကုန်သွားပြီဖြစ်ပါတယ်။ဖြစ်ပျက်သွားတာတွေကိုဖြေရှင်းဖို့အိတ်ခမ်းဆိုဖာပေါ်မှာထိုင်လိုက်တယ်။ကျွန်တော်ဖုန်းထဲမှာလုပ်ဖော်ကိုင်ဖက်တွေစီက message တွေတဝုံဝုံဝင်လာတယ်။အားလုံးကအတူတူလောက်ပဲအန်တာတော်လုပ်နေတဲ့ပုံစံတွေနဲ့တတိထားမင်းမြန်းထားကြတယ်။ဟေ့လေအဆင်ပြေရဲ့လားတဲ့။အဲ့ဒီငကားမင်းသားလေးကအမှန်တကယ်ခင်ဗျားရဲ့သားလားတဲ့။အိုခရားတခင်ငါရင်ကခင်ဗျားကိုနှုတ်လက်ဖက်ကြီးသွားဝယ်ခိုင်းဘူးတာလေ။ငါတေးတဲ့နဲ့ message တွေကိုလုံးဝကုန်လစ်လျူရှုလိုက်ပြီးဖုန်းကိုအတန်လိုက်တစ်ဖက်ကိုပစ်ထည့်လိုက်တယ်။ကျွန်တော်ဘီလူတက်တော်ရေးရဌာနမှာနှစ်ပေါင်း300တာဝန်ထမ်းဆောင်ခဲ့တယ်။အဲ့ဒီအချိန်တွေတုန်းကဘေးရန်ရမရှိတဲ့အနှဲငယ်ထိုင်းမိုင်းနဲ့ရုံးစာရေးတယောက်အနေနဲ့ဟန်ဆောင်ခဲ့တာပါ။ရုံးပါတီတွေမှာဆိုရင်ထောက်မှာတိတ်တဆိတ်စားနေတတ်တဲ့သူကကျွန်တော်ပဲ။အရေးပေါ်ကိစ္စတစ်ခုခုပေါ်လာတိုင်းမှာလည်းရုံးဆောင်ဖို့ကြံခဲ့ရတာကျွန်တော်ပါပဲ။ဘယ်သူပဲနှိမ့်ဆက်ခံရပါစေဘယ်သူမှကျွန်တော်ကိုအကူအညီတောင်းဖို့မတွေးမိကြဘူးအဲ့ဒီလိုနေရတာကိုပဲကျွန်တော်သဘောကျတယ်
ဒီလူငယ်တွေယာရုတို့ဘို့နဲ့ကွန်ပျူတာရဖို့အတွက်လူရက်နေကြတာကိုကျွန်တော်ထိုင်ကြည့်နေခဲ့တယ်သူတို့တွေအရေးမပါတဲ့အရာတွေအတွက်တောင်ရန်ဖြစ်ကြတယ်တော်တော်ကြီးကောင်းတဲ့ဖျော်ဖြေမှုတစ်ခုပါပဲဒါပေမဲ့အခုတော့အဲ့ဒီလိုငြိမ်းချမ်းတဲ့ဘဝကုံဆုံးသွားပြီးဌာနတစ်ခုလုံးနဲ့နယ်ပယ်တစ်ခုလုံးယူသွကုန်ကြတော့မယ်ဆိုတာကိုကျွန်တော်ကြိုရိပ်မိနေတယ်တာမန်လူသားရုံးစာရေးတယောက်ဟာငကားတရားဘူမင်းသားရဲ့မိခင်ဖြစ်နေမယ်လို့လေအဲ့ဒီတဲ့င်းကကဘာမြေကိုလာပြန်တိုက်မိတာထက်ကိုပိုဆိုးပါတယ်ဟုတ်တယ်ငါရောင်ဆောင်တာတော့တကယ်ပေါ်သွားပြီအဲ့ဒီညနေကလူလေးရောက်လာတယ်သူကတယောက်တည်းရိုးရိုးရှင်းရှင်းဝတ်ပြီးလာတာဘျူရိုယူနီဖအန်ဝတ်မလာတဲ့အပြင်အတစ်ဆက်ဆက်တကားတစ်ချက်တောင်တဲလာတယ်သူ့ရဲ့ပုံမှန်ယာရုကုန်နဲ့မလိုက်ပဲအပြင်မှာတထိတ်ထိတ်နဲ့ရက်နေတယ်ဟုတ်ဒေါ်ဆိုင်ခင်ဗျာကျွန်တော်တကားလာလဲပေးတာပါသူတောင်တောက်လျှောက်ထစ်နေတယ်ငါသူ့ကိုအိမ်ထဲဝင်ခွင့်ပေးလိုက်တယ်သူကတကားတစ်ကိုမြ мян ဆန်ဆန်တက်လိုက်တယ်အရန်ကျွမ်းကျင်တော့ဒါရိုက်တာတယောက်ထက်လက်သမားပညာရှင်နဲ့ပို့တူနေတယ်ပြီးသွားတာတောင်သူမပြန်သေးဘူးအခန်းလယ်မှာဟန်မကြတယ်လို့ရက်နေတယ်ထိုင်လေသူကဆိုဖာဆုံးလေးပေါ်မှာတေချာထိုင်ချလိုက်တယ်ဘာတွေတွေ့ခဲ့လဲအလုတ်ချောင်းဆက်ပြောတော့လူရက်ပို့ပြီးတီးကြည့်သွားတယ်ငါတို့အမှန်တရားကိုတွေ့ပြီးတစ်ဖက်လူကဖိနစ်မျိုးနာစုရဲ့တတမတခင်လေးဖုန်ကြည့်ဘူးဖြစ်နေတယ်သူကလူမြင်ကွင်းမှာအသွင်ပြောင်းခါစပန်းစိမ့်ဝိညာဉ်ကိုစော်ကားနေတာအာလျာမင်းသားကမနေနိုင်လို့ဝင်ပါလိုက်ရတာပါရမျက်နှာမသားများဖြစ်သွားတာကိုမြင်လိုက်ရပြီးခန့်ရက်သွားပြီးမှဆက်ပြောတယ်ဖုန်ကြည့်ဘူးမှာကာကွယ်တဲ့ပစ္စည်းပါလာလို့မထိခိုက်ခဲ့ဘူးအာလျာမင်းသားကတော့ပြင်းပြင်းထန်ထန်တန်ရာရသွားတယ်အဲ့ဒီနောက်ဖုန်ကြည့်ဘူးကအာလျာမင်းသားကအရင်စားပြီးရန်စတာလို့နဲ့ပတ္တမြငက်လမ်းမကြီးကိုဖျက်ဆီးတယ်လို့ဆွဆွဲတယ်ဖိနစ်မျိုးနွယ်စုကအာလျာမင်းသားကိုပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ကျွန်တော်တို့ကိုဖိအားပေးနေတယ်ကျွန်တော်လည်းခေါင်းညိတ်လိုက်တယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပဲဖိနစ်မျိုးနွယ်စုကအမြဲတမ်းမမာနာကြီးပြီးသူတို့လူမျိုးတွေကိုအရန်ကဝယ်တက်ကြတယ်ပတ္တမြငက်လမ်းမကြီးပျက်စီးဆုံးရှုံးမှုကိုတာဝန်ယူရမယ်ကျွန်တော်စရင်မှာဆိုရင်လစာပန်စရင်ထဲမှာနှစ်300စာစုဆောင်းထားတာရှိတယ်အများကြီးတော့မဟုတ်ပေမဲ့လန်တဝက်စာတော့ရလောက်ပါတယ်အော်ယာနဲ့ပတ်သက်ပြီးတော့လည်းသူလည်းအမားရှိတယ်သူကတိုက်ခိုက်ပြီးအများပိုင်ပစ္စည်းကိုဖျက်ဆီးခဲ့တာကြောင့်ကျွန်တော်သူ့ကိုအပြစ်ပေးမယ်ဒါပေမဲ့ဖမ်းချီဘူးလည်းဒီကနေလွတ်မြောက်သွားမှာမဟုတ်ဘူးလူဝစ်ကစိုးရိမ်ပူပန်တဲ့အမူအရာနဲ့ပြန်ဖြစ်တယ်မစ္စတီဟေးဖိနစ်မျိုးနွယ်စုကအလွန်တရာအာနာဆက်ကြီးတယ်သူတို့ရဲ့အကြီးအကဲတယောက်ကရာဇာမျိုးတော်ကိုရောက်လာပြီးကျွန်တော်ကိုတီးတန့်တွေ့ကျင်တယ်လို့တောင်းဆိုတယ်ဘျူရိုကသူတို့ကိုလူသိရှင်ကြားရံမလုံးနိုင်ဘူးဒါဆိုရင်သူတို့ကိုကျွန်တော်စီလာတွေ့ခိုင်းလိုက်ပါလူဝစ်ကသူ့ကောင်းကိုရုတ်တရက်မောလိုက်ပြီးမျက်လုံးတွေကျဲသွားတယ်ဖိနစ်မျိုးနွယ်စုအကြီးအကဲကိုဒီကိုလာခိုင်းမလို့လားသူငါစကားကိုမှားကြတယ်လို့ထင်သွားတယ်စစ်တူရန်ပေ1000အောက်ရှိတဲ့တိုက်ခန်းငယ်လေးမှာဖိနစ်မျိုးနွယ်စုရဲ့အကြီးအကဲတယောက်ကိုအခန့်ရတော့မှလေဒီတရင်သာပြန့်သွားရင်ဖိနစ်မျိုးနွယ်စုကဘလို့မျက်နှာနဲ့ဆက်နေတော့မှလဲဒါကညှိနှိုင်းတာမျိုးမဟုတ်တော့ဘူးစစ်ကြေညာတာပဲလူရဘသူနာမီကပိုရေးကြီးလဲငါနာမီလားဖိနစ်မျိုးနွယ်စုရဲ့နာမီလားလူရချက်ချင်းပဲချွေးပြန်သွားတယ်မနေ့တုန်းကအိုရီကိုသူမြောက်တင်လိုက်တုန်းကထွက်ပေါ်လာတဲ့အချိန်ဝါကိုသူတတိယသွားတယ်အဲ့ဒါကမိုးနေမြေဖြစ်တည်လာတယ်လို့မျိုးရှိကြပြီးအလွန်မင်းကြီးမားကျယ်ပြန့်တယ်သူတသက်ကြုံဘူးသမျှအစွမ်းမျိုးမဟုတ်ဘူးအဲ့ဒါဖျားသဘောတရားလို့အစွမ်းပဲသူလဲချောင်းကိုမျိုးချလိုက်တယ်ကြားကြုံနားလဲပါပြီရှင်ပေးမဲ့အဖြေကိုကျုပ်အခုချက်ချင်းသူတို့ကိုသွားပြောပါမယ်လီယာထည့်ပြီးကျွန်တော်ကိုအလေးနဲ့ဥညွတ်လိုက်တယ်ပြီးတော့သူကျွန်တော်တိုက်ခန်းထဲကနေထွက်ပြေးတလောက်နီးပါးဖြစ်သွားတယ်သူပြတလဲထွက်ပြေးသွားတာကိုကျွန်တော်ကြည့်နေလိုက်တယ်ပြီးတော့ကျွန်တော်အေးဆက်နေတဲ့လက်ဖက်ရည်ကိုမပြီးတငုံတောက်လိုက်တယ်ကျွန်တော်အေးချမ်းချမ်းနေခဲ့တာနှစ်300တောင်ရှိပြီလှုပ်ရှားရတော့မဲ့အချိန်ရောက်ပြီမဟုတ်ရင်ဒီကလေးမသားတွေကဒီကဘာရဲ့စစ်မှန်တဲ့ဘိုးဘေးကဘယ်သူလဲဆိုတာမေ့သွားကြလိမ့်မယ်လီယာလှုပ်တာတကယ်မြန်တာပဲတနာရီအတွင်းမှာပဲဖိနစ်မျိုးနွယ်အကြီးကဲတယောက်ရောက်လာပြီးပြဿနာလာရှာတယ်ကျွန်တော်ကတက်လေကားမရှိတဲ့တိုက်ဟောင်းတစ်ခုမှနေတာဖိနစ်အကြီးကဲကခန်းထားတဲ့ချက်သွေးရောင်ရွှေကြည်ထိုးဝယုံကိုဝတ်ထားတယ်သူ့နောက်မှာမာနထောင်လွှားနေတဲ့ဖိနစ်လူငယ်2ယောက်လိုက်လာတယ်သူတို့အောက်ထက်ကနေတလန်းချင်းတက်လာကြတာသူကသူ့ရဲ့ပြင်းထန်တဲ့မိစ္ဆာဆွမ်းအားတွေကိုဖုံးကွယ်ဖို့တောင်မကြိုးစားဘူးတိုက်ထဲကပြတင်းပေါက်မှန်သမျှဆက်လုပ်လာတယ်စစ်ကြံမီးတွေကဖိအားကိုမခံနိုင်တော့ဘူးတစ်ခုပြီးတစ်ခုကွဲထွက်ကုန်ကြတယ်ကျဲလောင်တဲ့ပောက်ကွဲတံတွေကသူ့ရဲ့ဇဝင်ကန်းနောက်ခံလေးလိုပဲတိတ်ပို့ပြီးရိုင်းဆိုင်လုံးတယ်သူတို့ကျွန်တော်တကားဝရောက်တဲ့အထိကျွန်တော်ဆိုဖာပေါ်မှာပဲထိုင်နေလိုက်တယ်အစ်စ်လဲထားတဲ့တကားရှိရောက်တော့သူတကားခောက်မဲ့ပုံလုံးဝမပေါ်ဘူးသူလက်မြောက်လိုက်တော့လက်ဝါးထဲမှာရွှေရောင်မီးတောက်တွေတောက်လောင်လာတယ်သူတကားကိုပြကြအောင်ရှိုးတော့မလို့ပဲဒါပေမဲ့သူမထိခင်လေးမှာပဲတကားကအလိုလိုကြွိခန့်နဲ့ပွင့်သွားတယ်သူ့လက်ကလေထဲမှာတန့်သွားခဲ့တယ်တော်တော်လေးအနေရခက်စရာကောင်းသွားတာပေါ့အထဲကနေငါရဲ့တည်ငြိမ်တဲ့အတန်ထွက်လာတယ်ဝင်ခဲ့အသုံးမကျတဲ့ကြောက်အောင်ကြောက်တဲ့အကွက်တွေကိုလည်းရှော့ထားမင်းကအိမ်နီးနားချင်းတွေကိုထိတ်လန့်အောင်လုပ်နေတာဖိနစ်အကြီးကဲရဲ့မျက်နှာချက်ချင်းမဲမောင်သွားတယ်သူကဖိနစ်မျိုးနွယ်ရဲ့တန်ခိုးကြီးအကြီးကဲတယောက်လေသူပသွားမိစ္ဆာတွေကကစားဝိုင်းရံကြတာပထမတော့လူရလိုမျိုးဆက်တစ်ကသူ့ကိုဒီလိုဆုတ်ချတဲ့နေရာလာဖို့ခိုင်းခဲ့တယ်အခုကျတော့ဘာမဟုတ်တဲ့လူသားတယောက်ကသူ့ကိုဆုံးမနေပြန်ပြီသူ့ဒေါသကချက်ချင်းပောက်ကွဲသွားတယ်သူနာကောင်းရှုံးလိုက်ပြီးမိစ္ဆာဆွမ်းအားတွေကိုပုံမထုတ်လွတ်လိုက်တယ်ဖိနစ်ငယ်နှစ်ကောင်ကသူ့နောက်ကနေဝင်လာကြတယ်သူတို့ကငါရဲ့ရိုးရှင်းတဲ့တိုက်ခန်းကိုမထီမဲ့မြင်ကြည့်လိုက်ကြတယ်ဒါဆိုဒီနာကားမျိုးနွယ်ရာဇဝတ်သားကိုကာကွယ်ပေးထားတဲ့လူသားဆိုတာမင်းပေါ့လေအကြီးကဲကထောက်ကြွားစွာနဲ့ပဲလူရင်းကိုတန်းပြောလိုက်တယ်ပုံစံကအကျဉ်းသားတယောက်ကိုစစ်ဆေးနေတဲ့အတိုင်းပဲငါသူ့ကိုမောကြည့်လိုက်တယ်စကားကိုအစင်ချင်းပြောပထမအချက်ငါသူ့ကိုကာကွယ်ပေးနေတာမဟုတ်ဘူးငါသားကိုဆုံးမနေတာဒုတိယအချက်သူကရာဇဝတ်သားမဟုတ်ဘူးသူကအလိုလိုက်ခံထားရတဲ့ကလေးတယောက်တက်တက်ပဲငါခဏရက်လိုက်တယ်စက်မပြောခင်သူ့ရဲ့ခန်းထားတဲ့ဝိယုံကိုငါကဲခတ်လိုက်တယ်တတိယအချက်ငါကလူမဟုတ်ဘူးအကြီးကဲတောက်ခနဲဖြစ်သွားပြီးလောင်ရည်လိုက်တယ်ဟဲ့လူမဟုတ်ဘူးဟုတ်လားဒါဆိုမင်းကဘာလဲလက်ကွက်အသေးဖွဲလေးတွေတက်တဲ့ဝိညာဉ်ဦးကြီးလားသူငါ့ကိုအထက်အောက်ဆေးဆေးကြည့်တယ်သူ့မျက်လုံးထဲကအထည်အမြင်သေးမှုကအထင်သားပဲမင်းပါပဲဖြစ်ဖြစ်ငါမကြည့်ဆိုင်ဘူးမင်းကဖိနစ်မျိုးနွယ်ဝရမ်းထုတ်ထားတဲ့ရာဇဝတ်သားကိုလက်ခံထားတာအဲ့ဒါကမင်းကိုငါတို့မျိုးနွယ်စုတစ်ခုလုံးရဲ့ရန်သူဖြစ်စေတာပဲမင်းကိုတိုင်းတာကိုသိရင်ကောင်းနိုင်မယ်အဲ့ဒီငါရှုပ်ကောင်လေးကိုအပီဘူးလုံးတောင်မှာအပြစ်တန်လာခံယူစမ်းမဟုတ်ရင်မီယာမရာလုပ်တယ်လို့ငါ့ကိုမဆွဆွဲနဲ့ဒီတနာစရာကောင်းတဲ့အိမ်သေးသေးလေးနဲ့မင်းကိုပါပြကြသွားအောင်ငါမိရှုပ်ပြစ်မယ်သူ့တန်ကဒေါသတန်မာနေပြီးမျက်လုံးထဲမှာရွှေရောင်မီးချန်တွေကအချိန်မရွေးငါ့ကိုမျိုးချတော့မဲ့အတိုင်းတခုံနေကြတယ်သူ့နောက်ကဖိနစ်ငယ်နှစ်ကောင်လဲသူတို့ရဲ့စွမ်းအားတွေကိုထုတ်လွှတ်လိုက်ကြတယ်သူတို့ကထွက်ပြေးနိုင်တဲ့ညလမ်းကြောင်းတိုင်းကိုပိတ်ဆို့ထားလိုက်ကြတယ်စကားနည်းနည်းလေးမတည့်တာနဲ့ချက်ချင်းတိုက်ခိုက်တော့မဲ့ပုံစံမျိုးပဲငါပြတင်းပေါက်ပေါ်ကအလားဆိုင်ပင်လေးဟာငါမျက်စိရှိတင်ညှိုးနှမ်းပြီးအဝါရောင်ပြောင်းသွားခဲ့တယ်ငါတက်ပြင်းချလိုက်တယ်တိတ်ဆူတာပဲပြောလို့ပြီးပြီလား
ဒီလိုတုတ်ပြန်လိုက်မယ်လို့မမျှော်လင့်ထားပဲအကြီးကဲခဏကြောင်သွားတယ်ပြီးရင်မင်းလူတွေကိုခေါ်ပြီးထွက်သွားတော့တသက်မှာအပြောင်ပြောင်ဆုံးဟာတာကိုကြားလိုက်ရတယ်လို့သူ့မျက်လုံးတွေပြူးကျဲသွားတယ်ဘာမင်းကငါ့ကိုထွက်သွားခိုင်းနေတာလားသူဒေါသအကြီးရေမောလိုက်တယ်ကောင်းပြီလေတိတ်မောက်မာတဲ့ငတုံးလေးပဲမင်းဘာတွေတက်နိုင်လဲနဲ့ဒီလိုပြောဖို့ဘာတတိတွေရှိလဲဆိုတာကြည့်ကြတာပေါ့စကားမဆုံးခင်မှာပဲသူလက်ကိုဝှေ့ရမ်းလိုက်တယ်အရာအလုံးကိုပြချစေနိုင်တဲ့အပူရှင်ပါတဲ့လူကောင်းရွယ်ရွှေရောင်မီလုံးကြီးဟာငါးမျက်နှာစီတိုက်ရိုက်ဟုန်ခန့်နဲ့ပြေးဝင်လာခဲ့တယ်ဒါဟာဖိနစ်မျိုးနွယ်ရဲ့စစ်မှန်တဲ့မိတောက်ဘာကိုမဆိုလောင်ကျွမ်းနိုင်တဲ့တက်စင်နဲ့စွမ်းရင်ပါတဲ့နွမ်းမင်းတည့်ရဲ့မိတောက်ပဲသူတကယ်ကိုဒေါသအကြီးကျယ်ထွက်သွားတာသူ့ရဲ့ပထမဆုံးတိုက်ကွက်ကပဲအသေးတက်ဖို့ရည်ရွယ်ထားတာနမင်းနဲ့မိတောက်ကဝန်ခန့်နဲ့ဟိန်းဟောက်တိုးဝင်လာတယ်အဲ့ကန်တစ်ခုလုံးခါချင်းမှာပဲမခံမရနိုင်အောင်ပူပြင်းလာခဲ့တယ်နန်ရန်ကဆေးလွာတွေကွာကျလာတယ်ပရိဘောဂတွေရဲ့အနာဆုံးတွေကျွမ်းတူးလာတယ်ဖိနစ်ကကျွန်တော်ပြကြမ်းမတက်လောင်ကျွမ်းသွားတော့မဲ့အတိုင်းရက်ဆက်စွာပြုံးနေတယ်သူ့နောက်ကဖိနစ်ငယ်နှစ်ကောင်လည်းအလားတူရင်ကုန်စိတ်လှုပ်ရှားနေကြတယ်အဲ့ဒီမိတောက်ကတတုကိုတောင်အကြီးပြောစေနိုင်လောက်အောင်ပူပြင်းလာတယ်ဒါပေမဲ့မမြင်နိုင်တဲ့နေရန်တစ်ခုကိုတိုက်မိလိုက်တယ်လို့မျိုးကျွန်တော်ရှေ့3ပေกว่าမှာရုတ်တရက်ရက်သွားတယ်မိတောက်တွေရုန်းကန်လှုပ်ရှားနေရင်မဲ့တလက်မမရှေ့မတိုးနိုင်ခဲ့ဘူးဖိနစ်ရဲ့မျက်နှာပေါ်ကအပြုံးတောင်တင်းသွားတယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသူ့ရဲ့ထိတ်လန့်မှုကိုမတိကျုံးလွန်ပြူပြီးကျွန်တော်လက်နဲ့ချောင်းမြောက်လိုက်တယ်ပြီးတော့နမင်းနဲ့မိတောက်ကိုခတ်ပါပါလေးတောက်ထုတ်လိုက်တယ်ရှူးခနဲ့မိတောက်ကအရင်ထက်တစ်ဆယ်ဆမှကညနေအချိန်နဲ့ပြန်ထွက်သွားတယ်အဲ့ဒါကသူ့မျက်နှာစီတဲတဲ့ဥတီနေတယ်ဖိနစ်ပြပြတလဲဖြစ်သွားပေမဲ့ရှောင်ဖို့နောက်ကျသွားပြီသူ့ရဲ့မြင့်မြတ်တဲ့မိတောက်မိမိစီပြန်တိုးဝင်လာတာကိုကြည့်နေုံမှအပမတက်နိုင်ခဲ့ဘူးအကြီးကဲသူ့နောက်ကဖိနစ်ငယ်နှစ်ကောင်အလန့်တကြားအော်ဟစ်လိုက်ကြတယ်သူတို့ကူညီဖို့စ조사ပေမဲ့မမြင်နိုင်တဲ့အားတစ်ခုကနောက်ကိုတွန်းထုတ်လိုက်တယ်သူတို့သူနာကိုတိုးလို့ကိုမရခဲ့ဘူးမိတောက်တွေသူ့မျက်ခုံးသားမရောက်ခင်လေးမှာပဲရက်သွားတယ်သူ့နာခေါင်းရှိမှာတိတ်တဆိတ်လောင်ကျွမ်းရင်းဝဲနေခဲ့တယ်ပြင်းထန်တဲ့အပူကြောင့်ဖိနစ်ရဲ့နှုတ်ခမ်းမွေးတွေကောက်သွားတယ်တခုခုလောင်နေတဲ့အနံ့ကိုသူပီပီသားသားရလိုက်တယ်သူ့ပါဆောင်တိုင်းချွေးစေးတွေစီးကြလာတယ်သူနင်းနေလေးမှမလုပ်ရဲခဲ့ဘူးအခုငါတို့တေချာစကားပြောလို့ရပြီလားတိတ်ဆိတ်နေတဲ့အခန်းထဲမှာငါရဲ့တည်ငြိမ်တဲ့အတန်ဟင်းထွက်သွားတယ်ဖိနစ်ဟာမထိန်နိုင်အောင်တုံရင်လာခဲ့တယ်စစ်မှန်တဲ့ထိတ်လန့်မှုပဲသူ့ဝိညာဉ်ရဲ့နှက်ဆိုင်ဆုံးကနေကြောက်စိတ်တွေလိုက်လုံးလို့တက်လာခဲ့တယ်သူကုန်ယူရတဲ့နမင်မီတောက်ဟာငါရှိမှာတော့ရင်ပါတဲ့အိမ်မွေးတိရစ္ဆာန်လေးလိုဖြစ်နေခဲ့တယ်အဲ့ဒါကငါမိတ်တိုင်းလာလိုက်သွားလိုက်ဖြစ်နေခဲ့တယ်ဒါဘလို့တောင်ကြောက်စရာကောင်းတဲ့ဆွမ်းအားလဲဒါဟာသူ့နားလေနိုင်စွမ်းထက်လုံးဝကြော်လွန်နေခဲ့တယ်နောက်ဆုံးတော့သူတခုခုကိုသဘောပေါက်သွားခဲ့တယ်သူအဆင့်တန်းအဝေးကြီးကွာခြားတဲ့သူကိုသွားဆွမိလိုက်ပြီဆိုတာပဲမဟုတ်ဘူးတာမန်လူမဟုတ်ဘူးရှေးဦးနဲ့ဖျားတပါပဲအဲ့သူလဲမင်းဘယ်သူလဲသူ့တန်ကဆူဆူရှာရှာနဲ့အိုသွားခဲ့တယ်ဒါပေမဲ့ငါပြန်မဖြေခဲ့ဘူးပြတင်းပေါက်ပေါင်ပေါ်မှာတေတူနီပါ6ကက်နေတဲ့အပင်လေးကိုငါလမ်းကြည့်လိုက်တယ်မြင်ရတာတကယ်ပဲရင်နာစရာပဲအဲ့ဒီအပင်ကိုငါပြုစုပြောထောင်လာတာ250နီးပါးရှိပြီငါလက်ချောင်းလေးကိုခတ်လိုက်တယ်လေထဲကနေကြည်လင်နေတဲ့ရေတဆက်ထွက်ပေါ်လာခဲ့တယ်အဲ့ဒါကပန်းဝဲကိုကျသွားတယ်ပြီးတော့အံ့ဖွယ်မှုတစ်ခုဖြစ်ပျက်ခဲ့တယ်ညှိုးနှွမ်းနေတဲ့အပင်ဟာငါတို့မျက်စိရှိမှတင်ပြန်ပြီးရှင်းတန်လာခဲ့တယ်လက်ဆက်တဲ့ရွက်စိမ်းတွေကဖြည်းဖြည်းချင်းပွင့်ကားလာခဲ့တယ်ရခင်ကထက်ပုံမစိမ့်လန်းပြီးတက်ဝင်လှုပ်ရှားလာခဲ့တယ်ပြီးတော့ပွင့်ဖက်ငါးခုပါတဲ့ပန်းပွင့်လေးတစ်ပွင့်မိမ့်မိန်လေးလင်းလက်လာခဲ့တယ်အရွက်စိမ်းတွေကြားထဲမှာအသားအရာဖူးပွင့်လာခဲ့တယ်ဖိနစ်ကအဖြူရောင်ပန်းပွင့်လေးကိုစိုက်ကြည့်နေခဲ့တယ်သူ့သူငယ်အိမ်တွေကအဖျားလောက်ထိကျုံသွားခဲ့တယ်သူ့တကိုယ်လုံးပြင်းပြင်းထန်ထန်တုံရင်သွားခဲ့တယ်ဒါဟာဇီယန်ရဲ့အရှိန်ပါပဲအဲ့ဒါအသက်ရှိပန်းပဲဒဏ္ဍာရီရဆိုရင်အဲ့ဒီပန်းဟာဖန်ဆင်းရှင်ပြားရဲ့ဆန်အိမ်မှာပဲပွင့်လာတယ်သူရုတ်တရက်တစ်ခုခုကိုသဘောပေါက်သွားပြီးငါ့ကိုမောကြည့်လိုက်တယ်သူ့ရဲ့ကြောက်ရွံ့မှုတွေပျောက်ကွယ်သွားပြီးအကျွမ်းမဲ့စိတ်ပြအားငယ်မှုနဲ့ရိုသေခံရမှုတို့အစားထိုးဝင်ရောက်လာခဲ့တယ်သူ့နှုတ်ခမ်းတွေမထိန်နိုင်အောင်တုံရင်နေခဲ့တယ်မိစ္ဆာမျိုးနွယ်တွေဟာအဲ့ဒီရှေးဟောင်းပွဲနာမကိုမေ့လျော့နေခဲ့ကြတာကြာလာပြီဒါပေမဲ့အခုတော့သူ့လက်ချောင်းထဲကနေစကားလုံးတွေကိုအတင်းညစ်ထုတ်လိုက်တယ်မင်းကအလွန်မင်းထိတ်လန့်သွားတဲ့ဖိနစ်ရဲ့မျက်နှာကိုငါစိုက်ကြည့်လိုက်တယ်ငါနောက်ဆုံးတော့စိတ်ရှည်မှုကုန်လာပြီနမင်းနဲ့ဖျားမိတော့ဟာသူ့နာခေါင်းထိပ်မှာဝဲပြန်နေတယ်ရှဲခနဲ့အတန်နဲ့အတူအဲ့ဒါကပိုးလို့တောင်ကြီးမားလာတယ်ဖိနစ်ပေါက်စနင်္ဂါသားအိတ်တာကိုနှောက်ယှက်နေပြီငါအတန်ကတိုးညင်းပေမဲ့သူ့စိတ်ထဲမှာတော့မိုးကြိုးတန်လိုပောက်ကွဲသွားတယ်နင်းရဲ့ဘိုးဘေးဆိုတာအဲ့ဒီဥပဒေမဲ့မိညက်ဦးကြီးပဲသူတော်မှငါ့ကိုမဲတော်လို့ရိုးရိုးသေးသေးခေါ်ခဲ့ရတာဒါနဲ့များနင်ကမိမိကိုဘာမို့လို့ထင်နေတာလဲငါစကားတွေကမမြင်နိုင်တဲ့တူကြီးတစ်ချောင်းလိုထိမှန်သွားတယ်အဲ့ဒီစကားတွေကဖိနစ်ရဲ့နှလုံးသားထဲကိုတိုက်ရိုက်ထိုးဆိုင်သွားခဲ့တယ်သူ့ခေါင်းထဲလုံးဝပလာဖြစ်သွားတယ်အဲ့ဒီမိညက်ဦးကြီးဟာဖိနစ်မျိုးနွယ်ရဲ့ပထမဆုံးဘိုးဘေးဖြစ်တယ်ကဘာဦးစတင်ချိန်ကလေးကပထမဆုံးဖိနစ်ဖြစ်ပြီးမိစ္ဆာသမိုင်းမှာအတန်မာဆုံးပုံကိုယ်တွေကတယောက်လည်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီဒဏ္ဍာရီလာဘိုးဘေးကတော့သူ့ကိုမဲတော်လို့ခေါ်ခဲ့ရတာဒါဆိုသူ့ရှိကအမျိုးသမီးကအမှန်တော့ဘာတူလဲကြောက်စရာကောင်းတဲ့ဖြစ်နိုင်ခြေတစ်ခုသူ့စိတ်ထဲဖြတ်ခနဲဝင်လာတယ်အဲ့ဒီအတွေ့တစ်ခုတည်းနဲ့တင်သူ့ဝိညာဉ်မှာတုံးလုသွားတယ်သူဆက်ပြီးမတွေးဝမ်းတော့ဘူးအုတ်ခနဲအတန်နဲ့အတူဖုံးကျွမ်းရဲ့ခြေထောက်တွေခွေရိုင်သွားတယ်သူငါရှိတဲ့မှာဒူးထောက်ချလိုက်တယ်သူ့နှစ်ဖူးချမ်းပြင်းနဲ့ဖုံးခနဲစောင့်နေသွားတယ်မြင့်မြတ်လာတဲ့ဘိုးဘေးမဲတော်နဲ့ဖျားမရဲ့တပဲ့တော်မဲတော်ရဲ့ကြီးမြတ်မှုကိုမသိမြင်ခဲ့မိပါဘူးတပဲ့တော်တေးထိုက်ပါတယ်ကျေးဇူးပြုပြီးမဲတော်တပဲ့တော်ကိုခွင့်လွှတ်ပေးပါသူ့နောက်ကဖိနစ်ငယ်နှစ်ကောင်လဲကြောက်ရွံ့လို့တောင်းသွားကြပြီသူတို့ရဲ့လူကြီးကတော့ဒူးထောက်နေတာသူတို့ကဘလို့လုံးမတက်ရက်ကြံခဲ့ရဲမှာလဲသူတို့လည်းချက်ချင်းပဲဒူးထောက်ချလိုက်ကြတယ်ခေါင်းငုံထားကြပြီးအသက်တောင်ခက်ပြင်းပြင်းမရှိရဲကြဘူးစောစောကမှအတိုင်းထက်လုံးမောက်မာနေကြတဲ့ဖိနစ်၃ကောင်ဟာခုတော့ကြက်ပေါက်စလေး၃ကောင်လိုလိမ့်မာသွားကြပြီနမင်းနဲ့မိတောက်ကဖုံးချက်ရှိမှလွင့်မျောနေတယ်ပြီးတော့အတန်မထွက်ပဲပျောက်ကွယ်သွားတယ်ငါကခွက်ကိုမလိုက်ပြီးမရှိရဲ့ဖုံတွေကိုမှုတ်ထုတ်လိုက်တယ်တင်ကန်းစာရပြီလားရပါပြီဟုတ်ကဲ့တပည့်တော်တင်ကန်းစာရပါပြီဖန်းကျွမ်းကထက်ခါဦးညွတ်လိုက်တယ်နောက်တစ်ခါဘယ်တော့မှမလုပ်တော့ပါဘူးပြန်ရောက်တာနဲ့အဲ့ဒီအသုံးမကျတဲ့ကောင်လေးကိုတပည့်တော်ကိုယ်တိုင်ဆုံးမပါမယ်သူ့ကိုနောက်တရားကြောက်ကမ်းပါမှာအနှစ်1000ပိတ်လောင်ထားပါမယ်နှစ်1000လားအဲ့ဒါမလိုပါဘူးကလေးတွေရန်ဖြစ်တာပုံမှန်ပါပဲအာကွာမားတာဆိုတော့ငါသူ့ကိုအပြစ်ပေးမယ်ဒါပေမဲ့မင်းကောင်လေးလည်းတင်ကန်းစာရဖို့လိုသေးတယ်ပြန်သွားပြီးဖိနစ်တခင်ကိုပြောလိုက်ဖုံးရွှေကိုငကားမျိုးနယ်စီခေါ်သွားပြီးကိုရိုင်းကိုကြတောင်းပန်ရမယ်လို့ပြီးတော့အင်းနာငတ်လမ်းမကြီးပြင်ဆင်စရိတ်လည်းရှိသေးတယ်မင်းတို့ဖိနစ်မျိုးနယ်ကတဝက်ဆိုင်ရမယ်ငါလေတန်းကရင်းဆန်စရာမရှိအောင်ပြတ်သားနေတယ်ဖုံးကျွမ်းလည်းမငင်းရဲပဲအထက်ခေါင်းညိရှာတယ်ဟုတ်ကဲ့ပါမဲတော်နဲ့ဖျားမပြောတာလုံးဝမှန်ပါတယ်မိမချက်တိုင်းတလုံးမကြံပြန်ကြားလျှောက်ထားပါမယ်ငါကျင်းနဲ့စွာနဲ့အင်းလို့ရေရွတ်လိုက်တယ်ကောင်းပြီကဲထွက်သွားတော့ပြီးတော့မှတ်ထားနောက်ဆိုထိန်းနေ
ဟုတ်ကဲ့ပါခုံးကျွန်းကပြစ်ဒဏ်မှလူငင်းခွင့်ရလိုက်တယ်လို့မျိုးဖြစ်သွားတယ်သူတုံတုံရင်ရင်နဲ့ပြန်ထားပြီးငါ့ကို၃ချိန်ထပ်မံဦးချခဲ့တယ်ခါကိုကိုင်းထားစဲနဲ့ပဲသူကဖိနှိငယ်နဲ့ကောင်ကိုခေါ်ထုတ်သွားခဲ့တယ်သူတို့ကတော့တေမတက်ကြောက်လန့်နေကြပြီငါအိမ်ထဲကနေနောက်ပြန်ဆုပ်ပြီးထွက်သွားကြတယ်ရောက်ခါဆက်ကထက်အစပေါင်းမဟာတောင်းမကပိုရိုတင်နေကြတယ်အောက်ထပ်ရောက်မှပဲသူတို့လက်ကြည့်ရကြတော့တယ်အလင်းတန်းသုံးတဲ့အဖြစ်ပြောင်းပြီးကောင်းကင်ရံစီပြန်တန်းထွက်ပြေးသွားကြတယ်နောက်ဆုံးတော့တကဘာလုံးပြန်ပြီးတိတ်ဆိတ်သွားခဲ့တယ်ငါပြတင်းပေါက်နာလျှောက်သွားပြီးတိတ်တဆိတ်ပွင့်လန်းနေတဲ့တက်ရှိပန်းပွင့်လေးကိုကိုင်းကြည့်လိုက်တယ်ပွင့်ချက်လေးတွေကချုံးမွေပြီးနှွေးထွေးနေတယ်ဒီကောင်လေးကိုပုံမှန်ဝိညာဉ်စွမ်းအင်နဲ့ရေလောင်းလို့မရတော့ဘူးထင်တယ်အစားမူလဟာအိုစွမ်းအင်ကိုပဲတုံးရတော့မယ်မဟုတ်ရင်ဒီကောင်လေးကစက်ပွင့်နေပြီးအာယုံဆိုင်ခံရလိမ့်မယ်အဲ့ဒီအချိန်မှာပဲအိတ်ခမ်းတကားကဖြည်းဖြည်းချင်းအနေငယ်ဟပ်သွားတယ်အာလီယာကအဲ့ဒီဟောင်းထဲကနေခေါင်းလေးပြူကြည့်လိုက်တယ်စူညံတန်တွေကြောင့်သူနိုးလာတာတေချာတယ်သူအိတ်ချင်မှုတူဖြစ်နေသေးပေမဲ့ရွှေရောင်မျက်စံနယ်လေးတွေထဲမှာတုံလုံးမှုတွေပြည့်နေတယ်သူအကုန်လုံးကြားသွားခဲ့ပြီဘိုးဘေးမိခင်နဲ့သမီးမိခင်နဲ့မိငက်အိုဆိုတဲ့စကားလုံးတွေကသူ့စိတ်ထဲမှာပဲ့တင်ထက်နေတယ်အဲ့ဒီစကားလုံးတွေပေါင်းစပ်လိုက်တာကသူ့ကိုအသက်ရှူမလောက်တဲ့အမှန်တရားကိုဖော်ထုတ်ပေးလိုက်တယ်သူငါ့ကိုစိုက်ကြည့်နေတဲ့နှုတ်ခမ်းတွေလှုပ်ရှားနေပေမဲ့အတန်တော့ထွက်မလာဘူးကျွန်တော်လက်ကြည့်ပြီး ROE ကိုလက်လန်းပြလိုက်တယ်နိုးပြီလားဒီကိုလာခဲ့မင်းနဲ့ပြောစရာရှိတယ် ROE ခညာချိန်မကင်မိလက်မကင်မိဖြစ်နေတယ်သူကတိကအောင်းနဲ့ကျွန်တော်စီလျှောက်လာတယ်ဆရာစုမှာကြောက်တဲ့ကလေးလိုကျွန်တော်ကိုမကြည့်ရဲခေါင်းငုံထားတယ်စောစောကတင်သူကရန်ကားနေတဲ့ငကားမင်းသားဖြစ်ခဲ့တာအခုတော့သူ့ငကားအချိန်ဝါတောင်လုံးဝငြိမ်ကျသွားပြီကျွန်တော်ဆိုဖာကိုညွှန်ပြလိုက်တော့သူထိုင်လိုက်တယ်လက်နှစ်ဖက်ကိုဒူးပေါ်တင်ပြီးမတ်မတ်လေးထိုင်နေတယ်စကားနားထောင်တဲ့ကလေးလေးတယောက်နဲ့တူလို့သူ့ကိုဒီလိုတွေ့တော့ကျွန်တော်ရဲတောင်ရဲကျင်သွားတယ်မေးချင်တာမေးပါအာအိုယိုကခေါင်းမော့ပြီးကျွန်တော်ကိုတတိထားကြည့်လိုက်တယ်ပြီးတော့ခေါင်းပြန်ငုံလိုက်ပြန်တယ်မင်းကတကယ်ပဲဒနာရီရဲကပုတ်ကိုလားသူပွဲမီကိုတောင်အတန်ထွက်မခေါ်ရဲဘူးဟုတ်တယ်ကျွန်တော်ခေါင်းရိပ်လိုက်တယ်ဆက်ပြီးဖုံးကွယ်ထားစရာအကြောင်းလည်းမရှိတော့ပါဘူးငါဖြေကိုကြားပြီးနောက်အိုရဲရဲ့ခနာကိုယ်တုံးလောက်သွားတယ်သူအမှန်တရားကိုရိပ်မိထားပြီးသားဆိုပေမဲ့ငါပါဆက်ကနေကြားလိုက်ရတာကိုတော့လက်ခံရခက်နေတော့မယ်သူ့တက်ရှူတန်တွေညံလာတယ်ဒနာရီကတကယ်ပဲမှန်နေခဲ့တာဖန်ဆင်းရှင်တဲ့သမီးဟာကောင်းကင်ဘုံကိုဖွင့်လှစ်ပြီးအရာအလုံးကိုဖန်ဆင်းခဲ့တာသူမဟာကဘာပေါ်ကပထမဆုံးနဲ့ဖျားတွေမိစ္ဆာတွေနဲ့ဝိညာဉ်တွေကိုမွေးဖွားပေးခဲ့ပြီးအခုတော့သူ့ရှေ့မှာရက်ရက်မိခင်လို့ကိုခေါ်နေတယ်ဒါဟာမိစ္ဆာပြူတို့တစ်ခုလုံးရဲ့အလိုက်ခံရတာထက်တောင်ပိုယူသွတ်စရာကောင်းတယ်ဒါဆိုကျွန်တော်ကတကယ်ပဲအမေရဲ့သားပေါ့နော်သူထစ်အနဲ့မေးလိုက်တယ်သွေးမျိုးရိုးနဲ့မူလဆအရာဆိုရင်တော့ဟုတ်တာပေါ့ငါရှင်းပြလိုက်တယ်ဒီကဘာမှာရှိတဲ့နဂါးသွေးမျိုးရိုးအားလုံးဟာပထမဆုံးဘိုးဘေးနဂါးကနေဆင်းသက်လာတာအဲ့ဒီနဂါးကိုဖန်ဆင်းခဲ့တာကလည်းငါပဲငါကတက်ရှိအားလုံးရဲ့မူလအစလည်းဟုတ်တယ်ဆိုတော့အဲ့ဒီသဘောအရဆိုမင်းတယောက်တည်းမဟုတ်ဘူးဒီကဘာပေါ်ကမိစ္ဆာတိုင်းဟာငါရဲ့ကလေးတွေပဲငါကပေါ့ပါပဲပြောလိုက်ပေမဲ့အိုရဲအတွက်တော့ဗပန်းပေါက်ကွဲမှုကြီးလိုရိုက်ခတ်သွားခဲ့တယ်သူလုံးဝမင်းသက်သွားခဲ့တယ်ငါပြောတာဒါကိုဆိုလိုတာကိုသူကငါရဲ့ရေတွက်လို့မရတဲ့ကလေးတွေရဲ့ကတယောက်ညတာဖြစ်ခဲ့တာထူးဆန်းတဲ့စိတ်ပြတ်မှုတစ်ခုသူ့ရင်ထဲမှာပြည့်နေသွားခဲ့တယ်သူကိုယ်တိုင်တောင်ဘာကြောင့်လဲဆိုတာမသိဘူးဒါဆိုအမေကဘာလို့မိစ္ဆာပြူလို့မှစာရေးဖြစ်အလုပ်လုပ်နေရတာလဲပြင်းလို့တီးပြီးသားကိစ္စလို့အသာလေးဖြေလိုက်တာငါတက်တန်းကြလုံးနေပြီအရာကိုမြင်ဘူးကြုံဘူးပြီးပြီငါငင်းချမ်းတဲ့နေရာလေးမှာနေပြီးမင်းတို့ကလေးတွေနေတိုင်းဘာလုပ်နေလဲကြည့်ချင်ုံတင်ပါကိုရင်တော့ကအားနေတာနဲ့မိစ္ဆာဌာနကိုအပျော်သဘောနဲ့ထူထောင်ခဲ့တာပါဒီကလေးတွေဒီလောက်ကောင်းကောင်းစီမံနိုင်မယ်လို့မထင်ထားခဲ့ဘူးစာရေးလို့ရတာလဲတော်တော်ကောင်းတာပဲ4 နာရီ 50တမီညနေခင်းလက်ဖက်ရည်နဲ့လာစာအာလျာစကားမပြောနိုင်ပဲဆွတ်သွားတယ်အဲ့ဒီအချိန်မှာငါသူ့ရဲ့လောကအမြင်ကိုလုံးဝဖျက်ဆီးပစ်လိုက်တာပဲဖန်ဆင်းရှင်နဲ့ဖျားမကပြင်းလို့ရုံးဝင်တန်းလုပ်ပြီးသူ့ဌာနမှာပဲနှစ်300လောက်အလုပ်လုပ်ခဲ့တယ်တဲ့ဒါကိုဘသူကယုံပါလဲသူတော်တော်နဲ့စကားမပြောရဲတိတ်ဆိတ်နေခဲ့တယ်ပြိုလဲသွားတဲ့သူ့ယုံကြည်ချက်တွေကိုသူပြန်စဉ်းစားစစ်စစ်နေပုံရတယ်ဒါဆိုဘာလို့ငါမင်းကိုအတိမတ်မပြုတ်ခဲ့တာလဲဟုတ်လားသူ့မိကုန်းကိုငါပဲဆက်ပြောပေးလိုက်တယ်မလိုတော့တဲ့အတွက်သူခေါင်းညိတ်လိုက်တယ်မင်းတို့ဘာသာမင်းတို့နေကြငါကလည်းငါဘာသာငါနေမယ်တယောက်နဲ့တယောက်မနှောက်ယှက်တာပုံမကောင်းဘူးလားဒါပေမဲ့ဒီတစ်ခါတော့မင်းရှုပ်ပွားအောင်လုပ်တာလုံးသွားပြီမဟုတ်ရင်တော့အနားမယူခင်နောက်ထပ်ရာစုနဲ့အနေငယ်လောက်ဆက်လုပ်ဖို့စိတ်ကူးထားတာငါအတန်မှာနောင်တတွေပြည့်နေနေခဲ့တယ်အောက်ရိုရဲ့မျက်နှာချက်ချင်းနေရဲသွားတယ်ဒါကြောင့်နောက်ဆုံးတော့ဒါတွေအကုန်လုံးကသူ့မှာပဲပေါ့သူကနတ်ဖျားမကိုနှောက်ယှက်ခဲ့ပြီးသူမရဲ့အေဂျင့်နဲ့ဘဝကိုဖျက်ဆီးခဲ့တာပြင်းထန်တဲ့အပြစ်ရှိစိတ်ကသူ့ကိုလွှမ်းမိုးသွားခဲ့တယ်ငါမားသွားခဲ့ပါတယ်သူခေါင်းငုံလိုက်တယ်သူ့အတန်ဟာအမားကြီးမားပြီးမှနောက်ဆုံးမှာနောင်တရနေတဲ့ကလေးတယောက်လိုစိတ်လှုပ်ရှားမှုတွေစိုးနေနေခဲ့တယ်ငါသူ့ကိုကြည့်လိုက်တယ်စိတ်ထဲမှာတော့အရင်ကစိုးနေတဲ့နတ်သားရဲတွေကိုချော့မြူတယ်လို့ပဲလက်ကိုဆန့်ပြီးသူ့ခေါင်းကိုဖြည်းဖြည်းလေးပုတ်ပေးလိုက်တယ်ငါသူ့စီလက်ကမ်းလိုက်တာနဲ့အိုယာရဲ့ခနာကိုတောင့်တင်းသွားတယ်သူမတိစိတ်ကတိတ်ဆောင်ကျင်သွားပေမဲ့မလုပ်ဘဲငြိမ်နေခဲ့တယ်သူငါလက်ကိုသူ့ခေါင်းပေါ်တင်ထားခွင့်ပြုခဲ့တယ်သူ့ရဲ့ရိုင်းဆိုင်တဲ့ရုပ်တင်နဲ့မတူပဲဆံပင်တွေကနှူးပြော့နေတယ်ငါသူ့ဆံပင်ကိုဖိုးလေးဖော်ပေးလိုက်တယ်မင်းအမားတိတာကောင်းတာပေါ့အခုတော့အမားကိုတာဝန်ယူပြီးပြုပြင်လိုက်ပါမင်းကစိတ်ဆက်လုံးနဲ့ကိုယ်စိတ်ကိုထိမ့်တက်အောင်လုပ်ပါငါအတန်ကနူးညံ့နေခဲ့တယ်အိုအီရဲ့မျက်လုံးတွေချက်ချင်းမြည်ရဲသွားတယ်အိုအီမွေးကလေးကသူ့ဖေဟာတင်းကျပ်တဲ့တောင်းဆိုမှုတွေနဲ့အဆုံးမရှိတဲ့မျှော်လင့်ချက်တွေကိုပဲပေးခဲ့တာပါသူကအိမ်ရှိဆံမင်းသားဖြစ်နေတာကြောင့်လဲမောင်နှမတွေကသူ့ကိုကြောက်ကြတယ်မဟုတ်ရင်မနာလို့ဖြစ်ကြတယ်သူ့ကိုဘယ်သူမှဒီလောက်နူးနူးညံ့ညံ့မပြောဘူးမင်းအမားကိုမင်းတည်ရင်ရပြီဆိုပြီးသူ့ကောင်းကိုဒီလိုမျိုးဘယ်သူမှမပုတ်ပေးဘူးသူစက်မထိန်နိုင်တော့ပဲမျက်ရည်တွေတစ်ဆက်ပြီးတစ်ဆက်ကျလာတော့တယ်နှစ်ပေါင်းထောင်ချီတက်တန်းရှိတဲ့ငကားအိမ်ရှိဆံမင်းသားဟာကျွန်တော်တိုက်ခန်းချင်းလေးထဲမှာပေါင်300လောက်ရှိတဲ့ကလေးကြီးတစ်ယောက်လိုငိုနေခဲ့တာအာလျာဟာနှစ်ပေါင်းထောင်ချီစုပြုံနေတဲ့မကျေနပ်ချက်တွေနဲ့အောင်ဤထားရတဲ့ဒေါသတွေကိုဖွင့်ထုတ်ရင်းအကြာကြီးငိုခဲ့တယ်ကျွန်တော်သူ့ကိုမတားခဲ့ပါဘူးတခါတလေကြာရင်လည်းအကုန်ရင်ဖွင့်ထုတ်လိုက်ဖို့လိုတာပေါ့သူကအောင်ငိုပြီးတော့မှကျွန်တော်သူ့ကိုတရှုတထုတ်ကမ်းပေးလိုက်တယ်မျက်လုံးတွေတကြားတီလို့ဖောင်းမနေရင်သူကတရှုကိုမရဲတရဲလမ်းယူကမျက်နှာကိုတုပ်ပြီးရှက်စရာကောင်းလိုက်တာလို့တိုးတိုးလေးကြီးလိုက်တယ်ရပါတယ်ဒီမှာတခြားဘယ်သူမှမရှိပါဘူးသူနာခေါင်းတရှုံရှုံလို့ရင်စိတ်လှုပ်ရှားမှုတွေတဖြည်းဖြည်းငြိမ်ကျသွားတယ်ပြီးတော့သူကငါခုဘာလုပ်ရမလဲလို့ငါ့ကိုမေးတယ်သူ့တန်ထဲမှာဇဝေးစွာဖြစ်မှုနဲ့အားကိုးခြင်းစိတ်တွေပြည့်နေတယ်မင်းအဲ့ဒီရံပွဲတုန်းကလမ်းတစ်ဝက်လောက်ကိုဖျက်ဆီးလိုက်တာလေဒါကအမှန်ပဲမိစ္ဆာစီမံခန့်ခွဲရေးဗျူရိုရဲ့စီကံတွေကိုချိုးဖောက်လို့မရဘူးနာလူရကိုမင်းကိုအပြစ်ဒဏ်ကြီးမှတ်ခိုင်းလိုက်မယ်ပြီးရင်မင်းဘာမီလီယံဘာလမ်းမှာတလားကြအများပိုင်လောက်အားပေးလို့ရမယ်အဲ့ဒီလမ်းပေါ်ကမြို့ခံတိုင်းကိုအဆင်ပြေအောင်မဖြည့်ရှင်းပေးမကျင်တာပြီးမှမဟုတ်ဘူး
မင်းအဲ့ဒါကိုလိုလိုလားလားလုပ်ချင်လေလားသူ့သဘောထားကိုမေးတဲ့အနေနဲ့ကျွန်တော်သူ့ကိုကြည့်လိုက်တယ်ဒါဟာတယောက်ယောက်ကသူ့ကံကြမ္မာကိုဆုံးဖြတ်ပြီးမှသဘောတူမတူမေးဖို့တဲ့ပထမဆုံးအကြိမ်ပဲဒီမတိုင်ခင်တုန်းကတော့လူတိုင်းကသူ့ကိုခိုင်းစေခဲ့ကြတာကြီးပဲမင်းဒါကိုလုပ်တင်တယ်မင်းအဲ့ဒါကိုလုပ်ရမယ်အာလျာခမ်းမြတုံးခနဲဖြစ်သွားပြီးမှပြက်ပြက်သားသားခေါင်းညိတ်လိုက်တယ်နားလဲလုံးမယ်ဒီကကိစ္စတွေအကုန်ပြီးသွားရင်မင်းငါနဲ့အတူငကားနန်းတော်ကိုပြန်လိုက်ခဲ့ရမယ်ဒီကကိစ္စတွေအကုန်ပြီးရင်မင်းငါနဲ့အတူငကားနန်းတော်ကိုပြန်လိုက်ခဲ့ပြီးမင်းဖေကိုကိုယ်တိုင်တောင်းပန်ရမယ်လို့ကျွန်တော်ဆက်ပြောလိုက်တယ်မင်းအိမ်ကထွက်ပြေးလာတာမဟုတ်လားအာလျာမျက်နှာပြန်ပြီးညီရဲသွားတယ်သူခေါင်းငုံလိုက်ပြီးအမားတစ်ခုလုံးမိရင်ရလက်ကိုရင်ဆိုင်ရမှာပဲလို့တိုးတိုးလေးပြောလိုက်တယ်ထွက်ပြေးနေုံနဲ့ဘာမှပြေးလဲသွားမှာမဟုတ်ဘူးဟုတ်ကဲ့လို့သူမတွတ်ဆုပ်ပဲချက်ချင်းဖြေလိုက်တယ်ဖြစ်ပျက်ခဲ့သမျှတွေပြီးတဲ့နောက်တစ်ချိန်ကပုံကန်တက်တဲ့လူငယ်လေးဟာတညတာအတွင်းရင်းကျက်သွားခဲ့ပုံရတယ်ကျွန်တော်ချိန်နဲ့စွာခေါင်းငိတ်လိုက်တယ်မင်းကပြောရဆိုရလွယ်တာပဲကောင်းပြီဒါဆိုအတီးပဲမင်းအပြေဝမတက်တာသေးဘူးသွားအိပ်ရေးဝအောင်ထက်အိတ်လိုက်ဦးငါညစာချက်လိုက်မယ်နာမတက်ရက်ပြီးမိဖို့ချောင်းဘက်ကိုထွက်လာခဲ့တယ်အိုဤလည်းခက်မြင်မြန်မတက်ရက်လိုက်တယ်ငါကူညီပေးမယ်မင်းတကယ်ချက်တက်လို့လားငါသူ့ကိုစောင်းကြည့်လိုက်တယ်အာရမျက်နှာတင်းမာသွားတယ်သူကငကားမျိုးနွယ်ရဲ့တန်ခိုးကြီးအိမ်ရှိဆန်မင်းသားလေးသူမိဖို့ချောင်းလို့လက်ဖြားနဲ့တောင်မထိဘူးခဲ့ဘူးသူတိုးတိုးလေးပြောလိုက်တယ်ငါတင်ယူလို့ရတာပဲငါလက်ခါပြလိုက်တယ်ထားလိုက်ပါတော့အဲ့ခန်းကိုပဲတရှင်းရေးလုပ်ပြီးငါရှိကခွာနေငါအနောက်ရှက်မပေးနဲ့ဆိုတော့အာလျာလဲစကားနားထောင်စွာတမျက်စီကိုကောက်ကန်ပြီးဖိနှိရဲ့ဆွမ်းအားကြောင့်ပျက်စီးသွားတဲ့အဲ့ခန်းကိုတရှင်းရေးစလုံးတော့တယ်ငါမိဖို့ချောင်းထဲဝင်သွားပြီးညစာပြင်ဆင်တော့တယ်ဒီတိုက်ခန်းချင်းလေးရဲ့ပြောင်းလာကလေးကကောင်းကောင်းမွန်မွန်မချက်ပြုတ်ဖြစ်တာကြပြီပုံမှန်ဆိုပါဆယ်မှာစားတာဒါမှမဟုတ်မိစ္ဆာစီမံခန့်ခွဲရေးဗျူလိုကန်တင်းမှာပဲစားလိုက်တာများတယ်ဒါပေမဲ့ဒီနေ့တော့ရုတ်တရက်ချက်ပြုတ်ချင်စိတ်ပေါ်လာခဲ့တယ်ရေခဲတစ်တာဖွင့်ကြည့်လိုက်တော့လုံးဝပလာချင်းနေတာပဲကုံစုံဆိုင်ကိုအရင်ဆုံးသွားရတော့မဲ့ပုံပဲကျမ်းပြင်ကိုကမန်းကရန်လဲနေတဲ့အာလျာကိုအိမ်မှာပဲနေဘယ်မှမသွားနဲ့လို့ပြောလိုက်တယ်ငါပြင်သွားပြီးစားတော့ဖွယ်ရာတွေသွားဝယ်လိုက်ဦးမယ်ငါလဲလိုက်ခဲ့မယ်မင်းကအခုမိစ္ဆာထင်းချုပ်ရေးဗျူလိုရဲ့အလိုရှိဆုံးဝိုင်းရန်ပြေးဖြစ်နေတာလေမင်းအဖမ်းခံချင်လို့လားအာလျာချက်ချင်းပဲအားလျော့သွားတယ်ဒါဆိုရင်ငါဒီမှာပဲစောင့်နေမယ်ဟုတ်ပြီလားငါအဝတ်စားလဲပြီးထွက်ဖို့ပြင်လိုက်တယ်မထွက်ခင်မှာစိတ်မချသေးတာနဲ့ TV မကြည့်နဲ့လို့သူ့ကိုနောက်တစ်ခေါက်ထပ်มาလိုက်တယ်တက်ရောင်ကြီးတွေတိတ်ညားတယ်ဖုံးလဲမစော့နဲ့မျက်စိထိခိုက်လိုက်မယ်ပြီးတော့မုန်းတွေလည်းမစားနဲ့အဲ့ဒါတွေကအာဟာရမရှိတဲ့မုန်းတွေကြီးပဲအာလျာကငါ့ကိုမမြင်ဘူးတလို့မျိုးကြောင်ပြီးကြည့်နေတယ်သူတို့ပြန်မှုကိုကျင်းနဲ့သွားတာနဲ့တကားပိတ်ပြီးထွက်လာခဲ့တယ်အမေတယောက်ဖြစ်ရတာတကယ်တော့သဘောကျစရာလေးပဲကုံစုံဆိုင်မှာလူရနဲ့စုံလိုက်မယ်လို့မထင်ထားမိဘူးစူပါမားကတ်မှာလူရနဲ့စုံရမယ်လို့လုံးဝမထင်ထားမိဘူးသူကပစ္စည်းတွေပုံနေတဲ့တွန်းလဲကိုတွန်းလာတယ်ဟင်းသီးဟင်းရက်တွေအသားတွေပင်လဲစာတွေမပါတာကိုမရှိဘူးသူလည်းငါ့ကိုမြင်တော့တစ်ခါလောက်ရက်သွားတယ်ပြီးတော့ကြောင်တောင်တောင်နဲ့တွန်းလဲကိုတွန်းလာတယ်မဲတော်ဖျားရှိဟီသူကအဲ့ဒီလိုခေါ်တာကိုအခုထိအကျင့်မရသေးဘူးရှိဟီလို့ပဲခေါ်စမ်းပါဟုတ်ကဲ့မရှိဟီသူကအမြန်မဲလိုက်နာလိုက်တယ်ငါကသူ့တွန်းလဲကိုငဲကြည့်လိုက်တယ်ဒါတွေကဘာတွေလဲလူရရဲ့မျက်နှာနည်းနည်းနေသွားတယ်ရုံးကန်တင်းမှာပစ္စည်းပြက်နေလို့လာဖြစ်တာပါငါချက်ချင်းသဘောပေါက်သွားတယ်ပစ္စည်းလာပို့တဲ့လူတွေကငါအကြောင်းသတင်းတွေကြားပြီးကြောက်လို့မလာရဲကြတော့တာဖြစ်မယ်ဘာပဲဖြစ်ဖြစ်ငါမှာဘလို့စိတ်မျိုးရှိလဲဆိုတာဘယ်သူမှမသိဘူးလေတနေ့နေ့မှာငါစိတ်ဆိုးပြီးသူတို့ကိုစားပြရင်ဘလို့လုပ်မလဲဖိနေမျိုးနွယ်စုရဲ့အခြေအနေတွေကဘလို့လဲကြာလုံးနဲ့တော့ရဲ့အစုံမေးလိုက်တယ်အကုန်ပြီးသွားပါပြီအကြီးကဲပြန်လာပြီးတာနဲ့ဖိနေအရှင်ကချက်ချင်းထွက်သွားတယ်သူကလူငယ်တခင်လေးဖုံးကျိုးကိုအရှိပင်လဲငကားနန်းတော်စီခေါ်သွားတယ်အရှိပင်လဲငကားမင်းကပထမတော့စိတ်ဆိုးပေမဲ့ဖိနေအရှင်ကရှင်ဘသူဆိုတာရှင်းပြလိုက်တယ်သူကရှင်းအတွက်တက်ရှိတိုင်းကိုချက်ချင်းထူထောင်ပေးခဲ့တယ်အဲ့ဒါတကယ်မလိုပါဘူးပြောစရာစကားတော့မရှိတော့ဘူးဖိနေမျိုးနွယ်စုကပြုပြင်စရိတ်အကုန်ပေးတယ်ပြီးတော့ရော်ချင်းတွေလည်းအများကြီးပေးတယ်ထိခိုက်နေတာတဲ့ဒေတာခံတွေနဲ့ဆိုင်တွေစီခွဲဝေပေးလိုက်တယ်မင်းသားအာရိုရဲ့ဖန်ဝရန်ကိုလည်းပယ်ဖျက်လိုက်ပါပြီရုံးကနေမိုင်းနားလည်မှုလို့ကြေညာချက်ထုတ်ပေးခဲ့တယ်လူရကသူ့လုပ်ကိုတကယ်ကျွမ်းကျင်တယ်သူအကုန်တာဝန်ယူပေးတယ်ကျေးဇူးတင်ပါတယ်ဘာမှမဟုတ်ပါဘူးအမိနဲ့ဖျားမကိုဝတ်ပြူတာပါတခင်မကြီးဟေကိုဝတ်ပြူရတာအတွက်ဂုဏ်ယူစရာပါလူရကချက်ချင်းမမက်ရက်လိုက်တယ်သူ့ကိုဒီလိုပုံစံနဲ့မြင်ရတော့ကျမမှဘာမှမသိအားငယ်သွားတယ်အရင်လိုပြန်ပြီးရင်းနှီးလို့တော့မရတော့ဘူးအော်ဟုတ်တာပဲလူရရုံးတရက်တစ်ခုခုကိုတတိယသွားတယ်သူကအနဲ့ရောင်ကပြားတစ်ခုကိုထုတ်ပြီးကျမကိုပေးတယ်ဒါကခင်ဗျားရဲ့ idea တစ်နဲ့လာစာထုတ်တဲ့ကပ်ပါခင်ဗျားရဲ့ရှေးဟောင်းကိုရေးချက်လက်မှတ်တမ်းတွေအားလုံးကိုဖျက်ဆီးပြီးပါပြီဒီနဲ့ရောင်ကပြားမှာရုံးချုပ်ရဲ့အမြင့်ဆုံးအခွင့်အာဏာရှိပါတယ်သုံးစွဲနိုင်တဲ့ပမာဏကန့်သက်ချက်မရှိပါဘူးကိုပိုင်စီးပွားရေးလုပ်ငန်းတွေစီကနေဝယ်သမျှပစ္စည်းတိုင်းကအလာကားပါပြီးတော့လာစာအနှစ်300စာလည်းပါပါတယ်စုချင်းငွေတွေနဲ့မျက်ဝေစုတွေအားလုံးကိုလည်းထည့်ပေးထားပါတယ်ကျမလည်းကက်ကိုယူပြီးနေကြည့်နေမိတယ်ငါမှအဲ့လောက်တောင်ပိုက်ဆံတွေရှိတာလားလူရကကျမကိုရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်တယ်ဒီဟေမစ်စစ်ခင်ဗျားကရုံးချုပ်ကိုတီထောင်ခဲ့တဲ့သူတွေကတယောက်လေခင်ဗျားမေ့သွားတာပဲဒါပေမဲ့ခင်ဗျားရဲ့ share တွေကိုဘယ်တော့မှပြန်မသိမ်းခဲ့ပါဘူးလက်ရှိမှာရုံးချုပ်ကဘုံသုံးပါလုံးမှာစီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်ထားပါတယ်ခင်ဗျားရဲ့မျက်ဝေစုတွေကတော့တွက်ချက်လို့တော့မရနိုင်အောင်များပြားလာပါတယ်အခုမှပဲငါနားလဲတော့တယ်ငါမှမရွယ်ရဲနဲ့အသက်ရှင်နေတဲ့ဘီလူတွေထဲမှာအချမ်းသာဆုံးဖြစ်သွားခဲ့တယ်ကောင်းပြီလေကက်ကိုတင်လိုက်ပါပြီအနည်းဆုံးတော့ဟင်းဒီဟင်းရက်တွေကတော့အခမဲ့ချစ်သွားတာပေါ့လူလီယာနဲ့ငါခါလောက်အတူတူဈေးဝယ်ခဲ့ကြတယ်သူကငါနောက်ကိုလက်ထောက်ငယ်လေးလိုလိုက်လာတယ်သူကငါလဲကိုပစ္စည်းတွေအဆက်မပြတ်ပစ်ထည့်နေတယ်ဒီနေ့တောင်ရေခဲငါးကဒေါကတွေပြန်ကောင်းလာစေဖို့အထောက်အကူဖြစ်တယ်ဒီကိုရက်ပါတဲ့ရရှိကဟင်းချိုချက်ဖို့နဲ့အားအင်ပြန်ပြည့်စေဖို့အရန်ကောင်းတယ်တခင်လေးအိုအီကဒီ EC ပစုံတွေကိုငငယ်ကလေးကကြိုက်တယ်ဒါနဲ့ဒါလည်းပဲသူကငါသားရဲ့ကြိုက်တဲ့တက်မှုတွေကိုအကုန်သိတယ်မကြခင်မှာပဲငါလဲမှာလည်းပစ္စည်းတွေပုံလို့ငွေရှင်းတဲ့အခါကျတော့မင်းနဲ့နေရဲ့ကက်ကိုထုတ်လိုက်တယ်ငွေရှင်းသူကငှက်ပြောကူတက်တော်ငယ်လေးတစ်ကောင်ပါကက်ကိုမြင်လိုက်တာနဲ့သူ့လက်တွေတုံလာတယ်ဒူးထောက်ချင်တယ်လို့တောင်ဖြစ်သွားတယ်ဒါကြောင့်လူရကိုပဲငွေရှင်းခိုင်းလိုက်တယ်အပြင်ရောက်တော့လူရကအားလုံးကိုအိမ်ထိတဲမယ်လို့ဆိုလုပ်တယ်ငါလည်းသူ့ကိုမတားနိုင်တော့ပဲသဘောတူလိုက်ရတယ်တကားဖွင့်လိုက်တော့အိုရဲကဆိုဖာပေါ်မှာတောက်တောက်ကြီးထိုင်နေတယ်သူ့လက်ထဲမှာကိုကျင့်တရားအတန်းသုံးစာအုပ်ကိုကင်ထားတယ်ငါ့ကိုမြင်လိုက်တာနဲ့သူချက်ချင်းချက်လိုက်တယ်မေမေပြန်လာပြီလားအဲ့ဒီနောက်ငါးနောက်မှာပါလာတဲ့လူရကိုမြင်တော့သူတောင့်သွားတယ်လူရကလည်းသူ့ကိုမြင်လိုက်ရတော့တောင့်သွားတယ်
လူရကစာအုပ်ကိုမြင်လိုက်တဲ့အခါသူ့မျက်လုံးကတိတာစွာတွန့်သွားတယ်ဥပဒေမဲ့ငကားမင်းသားကကိုကျင့်တရားစာအုပ်ဖတ်နေတာပေါ့သူရှိကမိမတယောက်တည်းကသာအဲ့ဒါကိုလုံနိုင်လိမ့်မယ်ထားလိုက်တာလူရကိုရဲကအခက်တွေ့ရဲ့ပုံစံနဲ့နှုတ်ဆက်လိုက်တယ်မင်းသားလူရကလေးစားစွာနဲ့ပြန်ပြောတယ်လေထုကရုတ်တရက်အကျက်တဲဖြစ်သွားတယ်နာပဲတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်လူရဒီမှာအားလုံးထားခဲ့လို့ရတယ်မင်းပြန်တင်တယ်ဟုတ်ကဲ့လူရကအိမ်နဲ့လုံးကိုမိဖို့ချောင်းနဲ့တည်သွားတယ်ပြီးတော့မထွက်ခွာခင်ငါ့ကိုဥညွတ်လိုက်တယ်သူထွက်သွားတာနဲ့ကိုရဲကတက်ပြင်းချလိုက်တယ်မေမေဘာလို့သူ့ကိုခေါ်လာတာလဲစတိုးဆိုင်မှာတွေ့လို့လေလို့ဟင်းဒီဟင်းရက်တွေတရင်ပေါ့ပေါ့ပါပါပြန်ဖြေလိုက်တယ်အော်ဟုတ်လားသူကကူညီပေးဖို့လာတာလေဒါပေမဲ့ဘာလို့ရမှန်းမသိဘူးဒါကြောင့်သူကကိုဘက်ဒီဘက်ရက်ကြည့်နေုံပဲတက်နိုင်တယ်မေမေသမီးလေးဟိုလေသူတွေဝေသွားတယ်ဘာဖြစ်လို့လဲခုနကအခန်းထဲမှာဖရိန်တင်ထားတဲ့ပုံတစ်ပုံကိုတွေ့ခဲ့တယ်ကျမလက်တွေရုတ်တရက်ရက်တန့်သွားတယ်အဲ့ဒါယောက်ျားလေးတစ်ယောက်ရဲ့ပုံလေးသူကဘာတူလဲသူကစိုးရိမ်နဲ့ငွေတက်နဲ့တတိကြီးကြီးထားပြီးမေးတယ်ကျမခဏတာတိတ်ဆိတ်သွားတယ်သူ့နာမည်ကရှောင်းမင်းနဲ့နာမည်ခံတဲ့အဖေလေးဒါပေမဲ့ဒီလောက်ကြာသွားပြီဖြစ်ပေမဲ့သူ့နာမည်ကိုပြောလိုက်တိုင်းကျမရင်ထဲမှာဆူရှာရှာနာကျင်ရဆဲပါပဲအောက်ယူကဒီလိုဖြေမျိုးကိုလုံးဝမမျှော်လင့်ထားဘူးသူရုပ်ပြက်ဆင်းပြက်တောင့်သွားတယ်ငါအဖေဟုတ်လားအင်းကျမအတွေးတွေကနေရုံထွက်ပြီးဟင်းဆက်ပြင်လိုက်တယ်သူကတာမန်လူသားတယောက်ပါပြီးတော့ကျမတစ်သက်တာလုံးချစ်ခဲ့မှုတဲ့တူးတဲသောယောက်ျားလေးဖြစ်တယ်အဲ့ဒါကလွန်ခဲ့တဲ့အကြာကြီးကကျမနဲ့ဆိုးစီမံခန့်ခွဲရေးဗျူရိုကိုမတီထောင်ခင်တုန်းကပေါ့လက်တပားအနေနဲ့ရှေ့လျားပြီးပြင်းစရာကောင်းတဲ့ဘဝကိုကျမညှင်းငွေလာခဲ့တယ်ဒါနဲ့လူပြည်ကိုဆင်းပြီးလူသားဖြစ်နဲ့လှည့်လည်သွားလာခဲ့တယ်အဲ့ဒီအချိန်မှာသူ့ကိုဆုံခဲ့တာပဲသူကနူးညံ့ပြီးကျင်နာတက်တဲ့ပညာရှိတယောက်ပါတော်လဲတော်တယ်ဒါပေမဲ့တော်ဝင်စာမေးပွဲတွေအားလုံးမှာကြာရှုံးခဲ့တယ်ကျွန်တော်ဆုံဖြစ်ကြတယ်ရင်းနှီးလာကြတယ်ပြီးတော့ချစ်ကြတယ်သူ့ရဲ့ဒိုတောင်းပြီးတာမန်ဘဝလေးတစ်လျှောက်လုံးသူ့ဘေးမှာကျမရှိနေခဲ့တယ်သူအေးလူပဲကွယ်လွန်သွားခဲ့တယ်သူ့ထက်နည်းနည်းငယ်တာမန်မင်းကလေးတယောက်လိုပဲသူကကျမကိုအမြဲထင်နေခဲ့တာကျမဘသူဆိုတာသူဘယ်တော့မှမသိခဲ့ဘူးကျသူ့ကိုဘယ်တော့မှမပြောပြခဲ့ဘူးဒါကငါတို့ရဲ့အလှပဆုံးရှိုးဝက်ချက်လေးဖြစ်ခဲ့တယ်သူတည်ဆုံးသွားတော့ငါလုံးသားပါသူ့နဲ့အတူတည်သွားခဲ့တယ်နာဟာနှစ်ထောင်ပေါင်းများစွာဝေဝါးမှုတွေနဲ့ကဘာနဲ့လျှောက်သွားခဲ့တယ်ဒါနဲ့ငါဘီလူထိန်သိမ်းရေးဗျူရိုကိုတည်ထောင်ခဲ့တာပေါ့အဲ့ဒီကဘီလူငယ်လေးတွေကတပ်ဝင်လှုပ်ရှားမှုတွေနဲ့အရန်ပြည့်နေနေတယ်ဖြည်းဖြည်းချင်းနဲ့ငါပြန်ပြီးအသက်ရှင်လာခဲ့တယ်တောက်ယူရဲ့ဝိညာဉ်ရေးစွမ်းအင်ကသူ့နဲ့အန်သားစရာကောင်းလောက်အောင်ဆင်တူနေတယ်ဒါကြောင့်သူ့ကိုငါပြင်မထုတ်ခဲ့တာပေါ့သူငါအိမ်ထဲပြေးဝင်လာတဲ့အခါသူ့စီမှာငါရဲ့ရှေးဟောင်းချိတ်ဆက်ရဲ့အရေးအယောင်ကိုငါမြင်ခဲ့တယ်တကယ်တော့ဒီအကြောင်းတွေကိုတောက်ယူကိုငါဘယ်တော့မှမပြောပြခဲ့ပါဘူးအချို့ຢာတွေကကိုယ်တိုင်ပဲသိထားတာပိုကောင်းပါတယ်သူအခုပဲမှလဲတောက်ယူကမေးတယ်သူအချိန်ချင်းဘဝကူပြောင်းခဲ့ပြီသူအခုတာမန်လူသားဘဝနဲ့နေနေခန့်မရှိတယ်မင်းတို့ကိုမရှာဘူးလားမရှာပါဘူးငါခေါင်းခါပြလိုက်တယ်သူ့မှာသူ့ဘဝနဲ့သူရှိတယ်ငါဝင်မပါချင်ပါဘူးအချို့တော့အမတ်တရားဆိုတာမတို့ထိပဲနေတာကပိုကောင်းပါတယ်အာလျာတိတ်ဆိတ်သွားတယ်သူ့ရဲ့တည်ငြိမ်မှုအောက်မှာဝတ်ထားတဲ့ဝမ်းနဲ့ကြေကွဲမှုကိုကျမတန်ထဲမှာသူကြားလိုက်ပုံရတယ်မရေတွက်နိုင်တဲ့ကာလတွေတုန်းကမိဖို့ချောင်းထဲမှာကျမရဲ့ဓာတ်တံပဲရှိခဲ့တယ်ကြာမြင့်စွာတိတ်ဆိတ်သွားပြီးနောက်သူကနောက်ဆုံးမှာခက်တိုးတိုးနဲ့ပြောတယ်မေမေတားခုကစားပြီးမေမေနဲ့အတူနေမယ်သူ့တန်ကတိုးပေမဲ့ခိုင်မာနေတယ်ကျမလက်တွေရက်တန့်သွားပြီးသူ့ကိုလှည့်ကြည့်လိုက်တယ်သူ့ရဲ့ချုံမောတဲ့လူငယ်မျက်နှာလေးကအခုလောက်ထိလေးနဲ့နေတာမျိုးတစ်ခါမှမရှိဘူးသူ့ရဲ့ရွှေရောင်ကြောင်မျက်လုံးချင်းချင်းလေးထဲမှာကျမရဲ့ပုံရိပ်ကရှင်းရှင်းလင်းလင်းနဲ့တယောက်တည်းတီးတန့်ပေါ်နေတယ်ကျမရုတ်တရက်ပြုံးလိုက်ပြီးစိတ်ရင်းမှန်နဲ့ပြောလိုက်တယ်ကောင်းပြီလေအဲ့ဒီညကကျွန်တော်တို့ညစာကိုတိတ်ဆိတ်စွာစားခဲ့ကြတယ်ကျမဟင်းလေးနဲ့ဟင်းချိုတစ်ခွက်ချက်ခဲ့တယ်အားလုံးကရိုးရှင်းတဲ့အင်ဂျက်လက်ရာတွေပါ။အိုရေးကသူ့ဘဝမှာဒီလောက်ကောင်းတဲ့အရာတာကိုတခါမှမစားဘူးတလို့မျိုးအစာကိုညံ့မရစားဖြစ်တယ်။ညစာစားပြီးတဲ့နောက်သူကပန်းကက်ဆေးမယ်လို့ဆိုလုပ်တယ်။စက္ကန့်ပိုင်းကြာမှာတော့မိဖို့ချောင်းရဲကနေပစ္စည်းတွေကွဲတဲ့အတန်ထွက်လာတယ်။သူပန်းကက်လုံး၃လုံးနဲ့ပန်းကက်ပြားနှစ်ချက်ခွဲလိုက်တယ်။ကွဲအပ်နေတဲ့ပန်းကက်တွေနဲ့သူ့ရဲ့အားမလို့အားမရမျက်နှာပေးကိုကျမကြည့်လိုက်တယ်။ပထမဆုံးအချိန်အနေနဲ့စူညံနေတဲ့အိမ်တလုံးကဒီလောက်မဆိုးဘူးလို့ထင်ရတယ်။တလကြာတဲ့အခါအိုကြီးကရက်ွက်အကျိုးပြုလုပ်ငန်းပြီးဆုံးသွားတယ်။ကျုံလန်းကဒေတာခန်တွေကသူ့ကိုဆိုင်းဘုတ်တစ်ခုပေးအပ်ခဲ့ကြတယ်။ထိုစာတန်းတွင်မျက်နှာဖုံးဆိုထူးချွန်လူငယ်ဘီလူနဲ့ပဲစံပြတေးဟုရေးထားသည်။အိုယာကအလွန်တရာမှရွံစရာကောင်းသောဆိုင်းဘုတ်ကိုကင်ထားပြီးရာစုနှစ်ပွဲကိုအနိုင်ရခဲ့သူလိုဂုဏ်ယူနေသည်။ထို့နောက်တွင်သူ့ကိုအရှိပင်လယ်နဂါးနန်းတော်သို့ကျိုးပြန်ခေါ်သွားခဲ့သည်။အရှိပင်လယ်နဂါးမင်းကြီးကပုံစံပြောင်းသွားသောသူ့သားကိုမြင်လိုက်ရသည်။ထို့နောက်သူ့နောက်တွင်ရက်နေသောကျိုးကိုမြင်လိုက်ရသည်။သူကဝမ်းမြောက်ဝမ်းသာနှင့်ငိုကြွေးလေတော်သည်။သူ့ထီးနှန်းကိုကျိုးအားပေးရန်စ조사တော်လဲကျိုးအပြတ်အသက်ညှင်းပယ်ခဲ့သည်။ကျိုးကသူ့သားကိုပြန်လာအပ်တာပါအာနာသိမ့်ဖို့လုပ်နေတာမဟုတ်ဘူး။ထို့နောက်ပိုင်းတွင်ရုံးတို့ကျိုးလုံးဝမသွားတော့ပါ။လူယာကကျိုး၏အငိမ့်စားစာရွက်စာတမ်းအလုံးကိုလှုပ်ဆောင်ပေးခဲ့သည်။ကျိုး၏တိုက်ခန်းငယ်လေးသည်ဘီလူနယ်ပယ်တွင်ထူးခြားသောနေရာတစ်ခုဖြစ်လာခဲ့သည်။တရားဝင်မဟုတ်သောနောက်ဆုံးယူခံခုံရုံးပေါ်တခါတရံမောက်မာသောလူငယ်ဘီလူများကိုကျိုးထံခေါ်လာကြသည်။အခြားသူများမကင်တွင်နိုင်သောခက်ခဲသည့်အမှုများကိုလည်းခေါ်လာကြသည်။ကျိုး၏ရုပ်ရှင်ကြည့်ခြင်းကိုမနှောက်ယှက်သမျှတော့သူတို့ကိုလစ်လျူရှုထားလေးရှိသည်။အိုဤလည်းနန်းတက်ရန်နန်းတော်သို့ပြန်မသွားခဲ့ပါ။သူကကျိုးဘေးဝင်သာနေရန်ရေးချယ်ခဲ့သည်။သူ့ဆိုရပေါ့လေ။နဂါးမင်းဖြစ်ရတာဘာတွေများကောင်းလို့လဲ။ခင်များရဲ့တားဖြစ်ရတာကစကြဝဠာထဲမှာအကြီးမားဆုံးဂုဏ်ယူစရာပါပဲ။သူကအခုကျွန်တော်တို့တိုက်ခန်းဝင်းရဲ့ဒုတိယလုံခြုံရေးမှုဖြစ်နေပြီ။နေ့တိုင်းသူကနေရဲသားလူငယ်ဖွဲ့နဲ့ကင်းလဲတယ်။စွမ်းအားကြီးတဲ့နေရဲသားတွေကကျမစီကိုအကူအညီလာတောင်းတတ်ကြတယ်။ဒါပေမဲ့သူကတယောက်မကြံခဲ့ဝမှာတားဆီးတယ်။သူ့လို့အတွက်ဒီလောက်ထိစိတ်အားထက်သန်ဘူးတာတခါမှမရှိဘူး။နေကင်းဘက်တစ်ချိန်မှာယာတီဥရုကအရန်ကောင်းတယ်။ကျမလဲလေထိုးထိုင်ကုန်ပေါ်မှာအနားယူရင်းနေလုံးနေလိုက်တယ်။ပိုဝါကတတိတိထားတဲ့ပန်းကံပြားကိုကင်ပြီးလျှောက်လာတယ်။မေမေတတိစားပါဦး။သူကပန်းကံပြားကိုမြောက်ပြတယ်။ကျမပါဆက်နာကိုပေါ့။ကျမလဲပန်းတိတကိုက်လိုက်တယ်။ချိုးတယ်။မေမေညစာပါစားခြင်းလဲ။သူကထက်မေးတယ်။ကြိုက်တာလုပ်လေ။ဒါဆိုရင်ငကားငါးချင်းစီပြန်ချက်လုပ်ပေးမယ်။ဘေးကန်းကဒေါ်ဝမ်တင်ပေးလိုက်တာသူပြောတာပဲ။အရေးပြားအတွက်အရန်ကောင်းတယ်တဲ့။ကျမလဲသူ့ရဲ့မျောလင်းချက်ပြည့်နဲ့မျက်နှာကိုကြည့်ပြီးခေါင်းရင်းပြလိုက်တယ်။ကောင်းပြီလေ။သူကပျော်ပျော်ရွှင်ရွှင်နဲ့မိဖို့ခန်းထဲကိုပြေးသွားတယ်။ခဏအကြာမှာတော့အထဲကနေရှုပ်ပေါ်တန်တွေထွက်လာတယ်။ကျမခေါင်းခါပြီးပြုံးလိုက်တယ်။နှွေးထွေးတဲ့နေရောင်ကြီးကကျမရဲ့ကိုယ်ပေါ်ကိုခြုံပေးထားတယ်။ဒါဟာငင်းချက်တဲ့ဘဝတစ်ခုရဲ့ခံစားချက်ဖြစ်ရမယ်။ကျမဘာလို့ဖြစ်ခဲ့လဲဘလို့ဒုက္ခတွေကြုံခဲ့ရလဲဆိုတာတွေကအရေးမကြီးတော့ဘူး။အခုတော့ကျမကတာမန်နဲ့ငယ်ဆိုးကြီးမငါတက်တဲ့မိခင်တယောက်ပါပဲ။ဒါကလုံလောက်တာထားတတ်ဖို့ပါတယ်။